ကဲအားလုံးပဲမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါ channel နာမည်လေးကိုကျွန်တော်ပထမမူလာပေါ့ဗျာနော်ထူးကျော်ရဲ့နာမည်ကထူးကျော်နာမည်ကဗျာနော် channel တွေတအားကြတာများလာလို့ဗျာနော်ကျွန်တော်ပထမမူရင်းနာမည်ရွှေဟင်းသားကိုကျွန်တော်ပြန်ချိန်ထားပါတယ်ဗျာနော် channel ကိုပြန်ချိန်ထားပါတယ်အဲ့တော့24ရက်ကနေပြီးတော့28ရက်ပေါ့ဗျာနော်8လ2026တပတ်စာ live show လေးကိုကျွန်တော်ဒီညမှာတက်လွှင့်ပေးမှာဖြစ်ပါတယ်ဗျာနော်အများတန်းလွှင့်နေတဲ့ channel ကပြီးခဲ့တဲ့ပွဲကကြာသွားလို့ channel အသစ်ကလေးကနေပြန်ပြီးတော့လွှင့်ပေးရခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ channel အသစ်ကလေးကို subscribe မလုပ်ရသေးတဲ့ညီကိုမောင်နှမတွေကလည်း subscribe ကလေးလုပ်ပေးပါဗျာနော် share လို့ရတဲ့ညီကိုမောင်နှမတွေကလည်း share လို့ရတဲ့ channel ထဲမှာ share ပေးပါဗျာနော် like တဲ့လက်မလေးတွေလည်းများများလေးနှိပ်ပေးပါဗျာနော်ကျွန်တော်နေတိုက်ကလေးတွေကိုလည်းဒီ channel လေးတွေကနေပြီးတော့ကျွန်တော်လွှင့်ပြီးမှဖြစ်တဲ့အတွက် channel လေးကို subscribe လုပ်ပေးထားကြပါဗျာနော်ပထမကျွန်တော်2100ကျော်ရှိတဲ့ channel လုံးကြီးမှာကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမတွေကလည်းအခု live ထဲမှာဝင်ကြည့်လို့ရှိရင်အဲ့အောက်မှာကျွန်တော် channel အသစ်ကလေးကို link ချပေးထားပါတယ်ဗျာနော်အဲ့ channel လေးကို like ပေါက်ပွင့်သွားတာနဲ့ channel လေးကို subscribe လုပ်ပေးပေါ့ဗျာနော် like ပေါက်ပွင့်သွားတာနဲ့အဲ့ channel လေးကနေပြီးကျွန်တော်ပြန်လွှင့်ပေးပါမယ်ဗျာနော်အဲ့တော့ share မှု share လေးနဲ့တစ်ချက်ကူညီပေးပါဗျာနော်ကျွန်တော်တို့24ရက်ကနေပြီး28ရက်ပေါ့ဗျာနော်တပတ်စာ live show ကိုကျွန်တော်ဒီ channel လေးကနေပြီးတော့ကျွန်တော်ကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမတွေကိုပြသပေးမယ်ဗျာနော်အဲ့တော့အရင်ဦးဆုံးပေါ့ဗျာနော်ကျွန်တော်တို့ site ကလေးကိုတွားလိုက်ရအောင်အရင်ဦးဆုံးကျွန်တော် brain နဲ့နော်ကီးနဲ့ကိုကျွန်တော်တွဲကြတဲ့ site ကလေးကိုအရင်ဆုံးပြသပေးမယ်ဗျာနော်အရင်ဆုံးပြသပေးမယ်ပရိတ်ဆိုင်ကတော့ဗျာနော်ကျွန်တော်တို့ D6 က D3 ရဲ့63ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်6ရဲ့နှက်ခတ်ဒီ6ဆိုတော့66ကပရိတ်ပါတယ်နော်66ကပရိတ်6ပရိတ်6ပရိတ်ကိုနောင်တပွဲမှာသူကဘာလို့ကြာပြီးခဲ့လဲ51ဆိုတဲ့51ဆိုတဲ့သူကပရိတ်6ကိုကြာပြီးခဲ့တယ်ဗျာနော်51ဆိုတဲ့ပရိတ်6ကိုကြာပြီးခဲ့တယ်54ဆိုတဲ့ပရိတ်6ပရိတ်9ကိုလည်းကြာပြီးခဲ့တယ်ကျွန်တော် break ကိုတစ်ချက်ပဲပြမယ်ဗျာနော်ကြာခဲ့တဲ့တစ်ချက်ကိုပဲပြမယ်ကျွန်တော်တပတ်ဆိုင် live show ဆိုတော့နည်းနည်းလေးသူကကြာမှာဖြစ်တဲ့အတွက်ကျွန်တော်အမြန်လေးပဲကျွန်တော်တွားလိုက်မယ်ဗျာနော်အမြန်လေးပဲတွားလိုက်မယ်အဲ့တော့ဒီ9ဒီ6ကနှလုံးပေါင်းခြင်းဒီ1ဖြစ်တဲ့အတွက်1ကနှက်ခတ်ဒီ8ဆိုတော့1 8က break ပါတဲ့အဲ့ဒီ1 8 break ဆိုတော့နောက်တစ်ပွဲမှာသူက1 break 8 break ကိုဘာလို့ကြာပေးခဲ့လဲ1ခွန်ဆိုပြီး break 8ကိုကြာပေးခဲ့တယ်ဗျာနော်ဒီ4ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်4ရဲ့နှက်ခတ်ဒီ2ဆိုတော့4နှစ်က break ပါတဲ့4 break 2 break ကိုကျွန်တော်တို့နောက်တစ်ပွဲမှာဘာလို့ကြာပေးခဲ့တယ် break 4 break 2ကို13ဆိုပြီး break 4ကိုကြာပေးခဲ့တယ်40ဆိုပြီးတော့break 4ကိုကြာပေးခဲ့တယ်ဗျာနော်ဒီ3ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဖြစ်တဲ့အတွက်8ကနှက်ခတ်ဒီ1ဆိုတော့8တစ်က break တယ်နော်အဲ့ဒီ8တစ် break ကနောက်တစ်ပွဲမှာသူကဘာလို့ကြာပေးခဲ့တယ် break 8 break 1ဆိုတော့38ဆိုတယ်နော်ကျွန်တော်တို့ break 1ကိုသူကကြာပေးခဲ့တယ်ဒါဆိုဒီ8ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ8 9ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့ကျွန်တော်တို့3ဖြစ်တဲ့အတွက်3ရဲ့နှက်ခတ်ဒီ5ဆိုတော့35ကပရိတ်တယ်အဲ့ဒီ35ပရိတ်က3ပရိတ်5ပရိတ်ကိုကျွန်တော်တို့နောက်တစ်ပွဲမှာဘာလို့ကြာပြီးခဲ့လဲ1နှစ်ဆိုရဲပရိတ်3ကိုသူကကြာပြီးခဲ့တယ်96ဆိုတဲ့ပရိတ်5ကိုလည်းကြာပြီးခဲ့တယ်ဗျာနော်96ဆိုတဲ့ပရိတ်5ကိုလည်းကြာပြီးခဲ့ဒါဆိုရင်ဒီနှစ်ကဒီ3ရဲ့နှစ်3ကဏ္ဍနှလုံးပေါင်းခြင်းဒီ5ဖြစ်တဲ့အတွက်5ရဲ့နှက်ခတ်ဒီ3ဆိုတော့5 3ကပရိတ်တယ်နော်5 3ပရိတ်ဆိုတော့အဲ့ဒီဘာလို့ကြာပြီးခဲ့လဲ30ဆိုတဲ့ပရိတ်3ကိုသူကကြာပြီးခဲ့တယ်ဗျာနော်30ဆိုတဲ့ပရိတ်3ကိုကြာပြီးခဲ့တယ်ဒီခွန်ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့6ကနက်ခတ်ဒီ9ဆိုတော့69ကပရိတ်တယ်69ပရိတ်ပါဆိုတော့51ဆိုတဲ့ပရိတ်6ကိုသူကကြာပြီးခဲ့တယ်ဗျာနော်51ဆိုတဲ့ပရိတ်6ကိုကြာပြီးခဲ့ဒီခွန်ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့နက်ခတ်ဒီ3ဆိုတော့9 3ကပရိတ်တယ်9 3ပရိတ်ပါဆိုတော့နောက်တစ်ပွဲမှာဘာလို့ကြာပြီးခဲ့တယ်9ပရိတ်3ပရိတ်ကို21ဆိုတဲ့ပရိတ်3 21ဆိုတဲ့ပရိတ်3ကိုလည်းသူကကြာပေးခဲ့တယ်ဗျာနော်21ဆိုတဲ့ပရိတ်3ကိုလည်းကြာပေးခဲ့တယ်စိုးကြီးဟုတ်ကဲ့စိုးကြီးဆိုတဲ့အကောင့်ပိုင်ရှင်မင်္ဂလာပါဗျာနော်ဒီမှာကျွန်တော်တို့တောက်ကြနေဖောင်းတဲ့အတွက်ကျွန်တော်တို့ကြောယူမယ်ဗျာနော်ဒီ1ကဒီ6က1 6ကနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့အတွက်ခွန်ရဲ့နှက်ခတ်ဒီ3ညဆိုတော့ခွန်3ညကပရိတ်တယ်ခွန်3ညပရိတ်ပါဆိုတော့ခွန်ပရိတ်3ညပရိတ်ဆိုတော့ကျွန်တော်တို့ဘာလို့ကြာပြီးခဲ့လဲ80ဆိုတဲ့ပရိတ်ခွန်
သူကကြာပြီးခဲ့တယ်ဒီ4ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ4 8ကဏ္ဍနှလုံးပေါင်းခြင်းဒီနှစ်ဖြစ်တဲ့နှစ်ကနှစ်ခတ်ဒီ4ဆိုတော့နှစ်4ကပရိတ်ပါတယ်နှစ်ပရိတ်4ပရိတ်ဆိုတော့သူကဘာလို့ကြာပြီးခဲ့လဲ20ဆိုတဲ့ပရိတ်နှစ်နော်20ဆိုတဲ့ပရိတ်နှစ်ကိုသူကကြာပြီးခဲ့တယ်ဒီခွန်ရဲ့ဒီ3ညရဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့ခွန်ရဲ့နက်ခတ်ဒီ3ညဆိုတော့ခွန်3ညကသူကပရိတ်ပါတယ်နော်ခွန်3ညကပရိတ်ပါဆိုတော့ဘာလို့ကြာပြီးခဲ့တယ်ကျွန်တော်တို့80ဆိုတဲ့80ဆိုတဲ့ဗရိတ်ခွန်ကိုသူကကြာပြီးခဲ့တယ်ဗျာနော်ဒီ8ဒီလေးကဏ္ဍနှလုံးပေါင်းခြင်းဒီ8လေးကဏ္ဍနှလုံးပေါင်းခြင်းဒီနှစ်ဖြစ်တဲ့နှစ်ကနက်ခတ်ဒီ4ဆိုတော့နှစ်လေးကပရိတ်တယ်နှစ်ပရိတ်4ပရိတ်ကိုသူကဘာလို့ကြာပြီးခဲ့လဲကျွန်တော်တို့3ညနှစ်ဆိုတဲ့ပရိတ်နှစ်ကိုသူကကြာပြီးခဲ့တယ်ဗျာနော်3ညနှစ်ဆိုတဲ့ပရိတ်နှစ်ကိုကြာပြီးခဲ့တယ်ဒီနှစ်ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့ခွန်ရနက်ခတ်ဒီ3ညဆိုတော့ခွန်3ညကပရိတ်ပါတယ်ခွန်3ညပရိတ်ဆိုတော့ခွန်ပရိတ်3ညပရိတ်ကိုသူကဘာလို့ကြာပြီးခဲ့လဲ28ဆိုတဲ့3ညပရိတ်ကိုသူကကြာပြီးခဲ့တယ်ဗျာနော်28ဆိုတဲ့3ညပရိတ်ကိုကြာပြီးခဲ့တယ်68ဆိုတဲ့ပရိတ်ခွန်ကိုလည်းသူကကြာပြီးခဲ့တယ်ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့6ကနက်ခတ်ဒီ9ဆိုတော့69ကပရိတ်ပါတယ်နော်တန်တန်မင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါတန်တန်ဆိုတဲ့အကောင့်ပိုင်ရှင်မင်္ဂလာပါစိုးကြီးဆိုတဲ့အကောင့်ပိုင်ရှင်လည်းမင်္ဂလာပါဗျာနော်ဒါဆိုရင်ကျွန်တော်တို့က69ကပရိတ်ပါတယ်6ပရိတ်9ပရိတ်ဆိုတော့သူကဒီမှာဘာလို့ကြာပြီးခဲ့လဲ51ဆိုတဲ့ပရိတ်6သူကကြာပြီးခဲ့တယ်36ဆိုတဲ့ပရိတ်9လည်းသူကကြာပြီးခဲ့တယ်ဒီ6ဒီလေးကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဖြစ်တဲ့3ညရဲ့နက်ခတ်ဒီခွန်ဆိုတော့3ညခွန်ကပရိတ်တဲ့3ညခွန်ကပရိတ်ပါဆိုတော့3ညပရိတ်ခွန်ပရိတ်ကိုကျွန်တော်တို့နောက်တစ်ပွဲမှာသူကဘာလို့ကြာပြီးခဲ့လဲ68ဆိုတဲ့ပရိတ်ခွန်68ဆိုတဲ့ပရိတ်ခွန်ကိုသူကကြာပြီးခဲ့တယ်ဗျာနော်ဒီ6ကဒီ2ကကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဖြစ်တဲ့8ကနက်ခတ်ဒီ1ဆိုတော့8ကပရိတ်ပါတယ်နော်8ပရိတ်ဆိုတော့ကျွန်တော်တို့8ပရိတ်1ပရိတ်ကိုသူကဘာလို့ကြာပြီးခဲ့လဲ29ဆိုတဲ့ပရိတ်1သူကကြာပြီးခဲ့တယ်ဗျာနော်ကျွန်တော်တို့ဒီ9ရဲ့ဒီ8ကကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့ခွန်ရဲ့နက်ခတ်ဒီ3ညဆိုတော့ခွန်3ညကပရိတ်ပါတယ်ခွန်ပရိတ်3ညပရိတ်ဆိုတော့ကျွန်တော်တို့နောက်တစ်ပွဲမှာသူကဘာလို့ကြာပြီးခဲ့လဲ9ဘူးဆိုတဲ့3ညပရိတ်52ဆိုတဲ့ပရိတ်ခွန်ကိုလည်းသူကကြာပြီးခဲ့တယ်ဗျာနော်ဒီ6ကဒီ9ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီ6 9ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဖြစ်တဲ့အတွက်1ကနက်ခတ်ဒီ8ဆိုတော့1ကပရိတ်ပါတယ်1ပရိတ်8ပရိတ်ကိုကျွန်တော်တို့ဒီမှာဘာလို့ကြာပြီးခဲ့လဲ1ခွန်ဆိုတဲ့ပရိတ်8ကိုကြာပြီးခဲ့တယ်ဗျာနော်ဒီ6ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့9ရဲ့နက်ခတ်ဒီ6ဆိုတော့9 6ကပရိတ်ပါတယ်နော်9ပရိတ်6ပရိတ်ကိုနောက်တစ်ပွဲမှာသူကဘာလို့ကြာပြီးခဲ့လဲ9ပရိတ်6ပရိတ်ကိုကျွန်တော်တို့တင်9ဆိုတဲ့ပရိတ်6ကိုသူကကြာပြီးခဲ့တယ်ဗျာနော်တင်9ဆိုတဲ့ပရိတ်6ကိုကြာပြီးခဲ့တယ်ဒီ3ရဲ့ဒီ9ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဖြစ်တဲ့အတွက်8ကနက်ခတ်ဒီ1ဆိုတော့8ကပရိတ်8ပရိတ်1ပရိတ်ဆိုတော့ကျွန်တော်တို့ဘာလို့ကြာပြီးခဲ့လဲတက်ခွန်ဆိုတဲ့ပရိတ်8ကိုသူကကြာပြီးခဲ့တယ်ဗျာနော်တက်ခွန်ဆိုတဲ့ပရိတ်8ကိုကြာပြီးခဲ့တယ်ဒီ3ညဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်6ကနက်ခတ်ဒီ1ဆို6ကနက်ခတ်ဒီ9ဆိုတော့69ကပရိတ်ပါတယ်6ပရိတ်9ပရိတ်ကိုနောက်တစ်ပွဲမှာသူကဘာလို့ကြာပြီးခဲ့လဲ45ဆိုတဲ့ပရိတ်9သူကကြာပြီးခဲ့တယ်ဗျာနော်45ဆိုတဲ့ပရိတ်9ကိုကြာပြီးခဲ့တယ်ဒီ1ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ1 9ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်6ကနက်ခတ်ဒီ9ဆိုတော့69ကပရိတ်တယ်69ပရိတ်ပါဆိုတော့အဲ့ဒီ6ပရိတ်9ပရိတ်ကသူကဘာလို့ကြာပြီးခဲ့လဲ54ဆိုတဲ့ပရိတ်9ကိုလည်းသူကကြာပြီးခဲ့တယ်ဗျာနော်ဒီ4ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ4 3ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့ခွန်ရနက်ခတ်ဒီ3ညဆိုတော့ခွန်3ညကပရိတ်တယ်နော်ခွန်3ညပရိတ်ခွန်ပရိတ်3ညပရိတ်ပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ28ဆိုတဲ့ပရိတ်3ညပရိတ်ကိုသူကကြာပြီးခဲ့တယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ9ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့နက်ခတ်ဒီ6ဆိုတော့9 6ကလာမဲ့အခုဒီပွဲမှာပေါ့ဗျာနော်မနက်ဖြန်ကနေစပြီးဒီပွဲမှာ9 6ပရိတ်ကသူကလာပေးရပါမယ်ဆိုတော့9 6ပရိတ်အဲ့ဒီ6 6ပရိတ်ကိုသူကဘာနဲ့တွဲပြီးတော့သူကပြီးခဲ့လဲဆိုတာကိုကျွန်တော်ထပ်ပြပေးမယ်ဗျာနော်ချစ်တော်ညီကောင်မသူကဒါက6 6ကပရိတ်6 6ပရိတ်ကတစ်ချက်ပေါ့ဗျာနော်6 6ပရိတ်ကဒါတစ်ချက်
ဒီကိုဒီ3ပေါ့ဗျာနော်6 3ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့6 3ကဏ္ဍနှလုံးပေါင်းခြင်းဒီ2ဖြစ်တဲ့အတွက်ကျွန်တော်တို့2ကနက်ခတ်ဒီ4ဆိုတော့2 4ကပရိတ်2ပရိတ်4ပရိတ်ပါဆိုတော့သူကဒီမှာဘာလို့ကြားပြီးခဲ့လဲ48ဆိုတဲ့ပရိတ်2နော်48ဆိုတဲ့ပရိတ်2ကိုသူကကြားပြီးခဲ့တယ်ဒါဆိုရင်ဒီ8ကဒီ9ရဲ့8 9ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဖြစ်တဲ့အတွက်3ရဲ့နက်ခတ်ဒီ9ဆိုတော့3 5ကပရိတ်တဲ့3ပရိတ်5ပရိတ်ကိုကျွန်တော်တို့ဘာလို့ကြားပြီးခဲ့လဲ21ဆိုတဲ့ပရိတ်3ကိုသူကကြားပြီးခဲ့တယ်ဗျာနော်ဒီမှာကကျွန်တော်တို့တောက်ကြနေဖောင်းထားတော့ကြောယူမယ်ဗျာနော်ဒီပွဲတွေကြော်လိုက်မယ်ဗျာနော်ကျွန်တော်ပြမှာနည်းနည်းရှည်တဲ့အတွက်ကျွန်တော်ဒီပရိတ်နဲ့အဲ့ပရိတ်ကိုကျွန်တော်ဒီကနေပြီးတော့ကီးနဲ့အပီးကိုဆက်ပြီးတော့ပြပေးမယ်ဗျာနော်ဒီ8ကဒီ2က8နှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဖြစ်တဲ့အတွက်ကျွန်တော်တို့3ညရဲ့နက်ခတ်ဒီခွန်ဆိုတော့3ညခွန်ကပရိတ်တယ်နော်3ညခွန်ကပရိတ် PK ပေါ့ဗျာနော်3ညခွန်ကပရိတ်အဲ့ဒီ3ညခွန်ပရိတ်ကိုကျွန်တော်တို့ဒီ8ကဒီ3ရပေါ့ဗျာနော်တနေ့လာနေညနေဈေးရဲ့83ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဖြစ်တဲ့အတွက်တကယ်ပါဝါဒီ6တကယ်နက်ခတ်ဒီ8ဆိုတော့168ထိတယ်တဲ့168ထိရဲ့3ညခွန်ပရိတ်ပါဆိုတော့ကျွန်တော်တို့ဘာလို့ကြားပြီးခဲ့လဲ168ထိတဲ့3ညခွန်ပရိတ်เนาะအဲ့တော့ကျွန်တော်တို့28 80ဆိုတဲ့3ညပရိတ်ကိုသူက8တလုံးကိုထိပြီး3ညပရိတ်ကိုသူကကြားပြီးခဲ့တယ်ဗျာနော်8တလုံးကိုထိပြီး3ညပရိတ်ကိုကြားပြီးခဲ့တယ်ဒါဆိုရင်ဒီလေးဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဖြစ်တဲ့အတွက်3ညခွန်3ညရဲ့နက်ခတ်ဒီခွန်ဆိုတော့3ညခွန်ကပရိတ်ပါတယ်နော်3ညခွန်ပရိတ်အဲ့ဒီ3ညခွန်ပရိတ်ကိုဒီ2ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဖြစ်တဲ့အတွက်ကျွန်တော်တို့3ညရဲ့ပါဝါဒီ9 3ညရဲ့နက်ခတ်ဒီခွန်ဆိုတော့3ည5ခွန်ထိတဲ့3ညခွန်ပရိတ်ပါတယ်နော်3ည5ခွန်ထိတဲ့3ည5ခွန်ထိတဲ့3ညခွန်ပရိတ်ပါဆိုတော့သူကဘာလို့ကြားပြီးခဲ့လဲ9တလုံးကိုထိပြီးတော့50နှစ်ဆိုတဲ့သူကပရိတ်ခွန်ကိုသူကကြားပြီးခဲ့တယ်ဗျနော်ပရိတ်ခွန်ကိုကြားပြီးခဲ့တယ်ပရိတ်ခွန်ကိုသူကကြားပြီးခဲ့ဒါဆိုဟုတ်ပြီကျွန်တော်တို့ဒီ2ကဒီ9ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီ2 9ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့အတွက်ခွန်ရဲ့နက်ခတ်ဒီ3ညဆိုတော့ခွန်3ညကပရိတ်ပါတယ်အဲ့ဒီခွန်3ညပရိတ်ကိုဒီ3ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ2ဖြစ်တဲ့အတွက်2ကပါဝါဒီခွန်2ကနက်ခတ်ဒီ4ဆိုတော့2ခွန်4ထိတယ်တဲ့ခွန်3ညပရိတ်တယ်နော်2ခွန်4ထိတယ်ခွန်3ညပရိတ်ပါဆိုတော့83ဆိုတဲ့3ညပရိတ်ကိုခွန်တလုံးကိုထိပြီးသူက3ညပရိတ်ကိုကြာပေးခဲ့တယ်ဗျာနော်သူကငါနေ့မနက်ဈေးမှာရင်ကြာပေးခဲ့ဒါဆိုရင်ဒီ8ကဒီ6ကကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဖြစ်တဲ့အတွက်ဒီနားမှာရေးလိုက်မယ်ဗျာနော်4ဖြစ်တဲ့အတွက်အဲ့ဒီ4ရဲ့နက်ခတ်ဒီ2ဆိုတော့4နှစ်ကပရိတ်တယ်နော်4နှစ်ပရိတ်အဲ့ဒီ4နှစ်ပရိတ်ကိုကျွန်တော်တို့ဒီ1ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ1 6ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့ခွန်ရဲ့ပါဝါဒီ2ခွန်ရဲ့နက်ခတ်ဒီ3ညဆိုတော့ခွန်2 3ညထိတဲ့4နှစ်ပရိတ်တဲ့ခွန်2 3ညထိတဲ့4နှစ်ပရိတ်ပါဆိုတော့သူကဘာလို့ကြားပြီးခဲ့လဲကျွန်တော်တို့ဒီခွန်တလုံးကိုထိပြီးတော့ပါဗျာနော်ခွန်2 3ညထိရဲ့4နှစ်ပရိတ်ကကျွန်တော်တို့ခွန်တလုံးကိုထိပြီးတော့ဒီမှာ85ဆိုတဲ့ပရိတ်နှစ်ကိုသူကကြာပေးခဲ့တယ်ဗျာနော်85ဆိုတဲ့ပရိတ်နှစ်ကိုသူကကြာပေးခဲ့တယ်ဒီ3ညရဲ့ဒီ9ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့နက်ခတ်ဒီ3ဆိုတော့9 3ကပရိတ်နော်အဲ့ဒီ9 3ပရိတ်ကိုဒီ8ဒီ1ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့နက်ခတ်ဒီ6 9ရဲ့ပါဝါဒီ4ဆိုတော့9 6 4ထိတဲ့9 3ပရိတ်တဲ့9 6 4ထိတဲ့9 3ပရိတ်ပါဆိုတော့သူကဘာလို့ကြားပြီးခဲ့လဲ9 6 3ထိတဲ့9 3ပရိတ်ကို86ဆိုတဲ့6တလုံးကိုထိပြီးသူကပရိတ်3ကိုကြာပြီးခဲ့တယ်ဗျာနော်86ဆိုပြီး6တလုံးကိုထိပြီးပရိတ်3ကိုသူကကြာပြီးခဲ့တယ်ဒါဆိုရင်ဒီ3ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ3 9ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့ကျွန်တော်တို့2ဖြစ်တဲ့အတွက်2ကနက်ခတ်ဒီ4ဆိုတော့2
နှစ်လေးကပရိတ်တဲ့အဲ့ဒီနှစ်လေးပရိတ်ကိုဒီ3ညဒီနှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီနှစ်ဖြစ်တဲ့အတွက်နှစ်ကနက္ခတ်ဒီ4နှစ်ကပါဝါဒီခွန်ဆိုတော့နှစ်လေးခွန်ထိတဲ့နှစ်လေးပရိတ်တဲ့နှစ်လေးခွန်ထိရဲ့နှစ်လေးပရိတ်ပါဆိုတော့သူကဘာလို့ကြားပြီးခဲ့လဲ50ခွန်ဆိုပြီးတော့သူကခွန်တစ်လုံးကိုထိပြီးနှစ်ပရိတ်ကိုသူကကြားပြီးခဲ့တယ်ဗျာနော်50ခွန်ဆိုပြီးခွန်တစ်လုံးကိုထိပြီးဒီပရိတ်နှစ်ကိုသူကကြားပြီးခဲ့တယ်50ခွန်ဆိုပြီးတော့ဒီ9ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ9 3ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ကနက္ခတ်ဒီ1ဆိုတော့8တက်ကပရိတ်အဲ့ဒီ8တက်ပရိတ်ကိုဒီ3ညဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဖြစ်တဲ့အတွက်3ညရဲ့ပါဝါဒီ9 3ညရဲ့နက္ခတ်ဒီခွန်ဆိုတော့3ည9ခွန်ထိတယ်တဲ့8တက်ပရိတ်တဲ့3ည9ခွန်ထိတဲ့8တက်ပရိတ်ပါဆိုတော့သူကဘာလို့ကြာပြီးကြလဲကျွန်တော်တို့1ခွန်ဆိုပြီးတော့သူကနော်ခွန်တစ်လုံးကိုထိပြီးပရိတ်1ကိုပရိတ်8ကိုသူကကြာပြီးခဲ့တယ်ဗျာနော်1ခွန်ဆိုပြီးသူခွန်တစ်လုံးကိုထိပြီးတော့ပရိတ်8ကို1ခွန်ဆိုပြီးပရိတ်8ကိုသူကကြာပြီးခဲ့တယ်ဗျာနော်ကိုကျော်ထူးကျော်ရေးတဲ့ငါတတိရတယ်ကွာဟုတ်ကဲ့ပါဗျာနော်ဟုတ်ကဲ့ပါကျွန်တော်လည်းနော် channel တွေကကြာသွားလို့ဗျာနော် channel တွေကကြာသွားလို့အခုမှဒီညမှာကျွန်တော်တပတ်စာ like ကိုကျွန်တော်လွှင့်ရခြင်းဖြစ်တယ်ဗျာနော်ကြံခဲ့တဲ့ပွဲကပထမ2100ကျော် channel ကပြီးခဲ့တဲ့ပွဲရပေါ့ဗျာနော် channel ကြာသွားလို့ဒီ channel လေးတွေကနေလွှင့်ပေးတာပေါ့ဗျာနော်အဲ့ channel အလုံးကြီးအောက်မှာကျွန်တော် link ချပေးထားတယ်ဗျာနော် channel အလုံးလေးကိုအဲ့မှာကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမတွေကလည်းအဲ့ channel တွေကိုဝင်ပြီးအောက်က link ကိုတစ်ချက်လောက်နှိပ်ထားပါဗျာနော်နှိပ်ထားလို့ရှိရင်အဲ့ channel လေး like ပွင့်ရင်ဒါမှမဟုတ်ဒီအခု channel ကိုလည်းနော် channel ကိုလည်းပြောင်းပြီးတော့ subscribe လုပ်ပြီးတော့ဒီ channel ကနေပြီးတော့လည်းဝင်ကြည့်လို့ရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့စက်ကြည့်မယ်ဆိုဒီ6ကဒီ1က6တက်ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့အတွက်ဒီနားမှာရေးလိုက်မယ်ဗျာနော်ခွန်ဖြစ်တဲ့အတွက်ခွန်ရဲ့နက္ခတ်ဒီ3ညဆိုတော့ခွန်3ညကပရိတ်တယ်နော်ခွန်3ညကပရိတ်အဲ့ဒီခွန်3ညပရိတ်ကိုဒီခွန်ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဖြစ်တဲ့အတွက်3ညရဲ့ပါဝါဒီ9 3ညရဲ့နက္ခတ်ဒီခွန်ဆိုတော့3ည9ခွန်ထိတဲ့ခွန်3ညပရိတ်တယ်နော်3ည9ခွန်ထိတဲ့ခွန်3ညပရိတ်ပါဆိုတော့သူကဒီခွန်တစ်လုံးကိုထိပြီးတော့30ခွန်ဆိုပြီးဒီ3ညပရိတ်ကိုသူကဒီမှာချပေးထားခဲ့တယ်ဗျာနော်ချပေးထားခဲ့တယ်ပေါ့ဗျာနော်ကျွန်တော်ဒီ channel လေးကိုဗျာနော်အပေါ်မှာနာမည်တစ်ချက်ပြန်ချိန်ထားတယ်ဗျာနော်ထူးကျော်ဆိုတဲ့နာမည်ကကျွန်တော်တို့အကောက် channel တွေရော Viber တွေရောအရန်ကြာနေလို့ဗျာနော်ကြာနေလို့အဲ့တော့ကျွန်တော်ပထမမူရင်းပေါ့ဗျာနော်တာဦးဆုံးเนาะကျွန်တော်စပြီးတော့ဒီလုပ်ငန်းကိုစလုပ်တဲ့ရွှေဟင်းသာဆိုတဲ့နာမည်နဲ့เนาะပြန်ပြီးတော့ချိန်ထားပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်တို့ဒီမှာဆက်ကြည့်မယ်ဆိုရင်ဒီ9ဒီလေးကဏ္ဍနှလုံးပေါင်းရင်းဒီ6ဖြစ်တဲ့အတွက်6ရဲ့နက္ခတ်ဒီ6ဆိုတော့အဲ့ဒီ6ကပရိတ်တဲ့6ပရိတ်ဆိုတော့ဒီ3ညဒီညကဏ္ဍနှလုံးပေါင်းရင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့ပါဝါဒီ3ည9ရဲ့နက္ခတ်ဒီ3ဆိုတော့9 3ည3ထိတဲ့6ပရိတ်တဲ့9 3ည3ထိတဲ့6ပရိတ်ပါဆိုတော့သူကဘာလို့ကြာပြီးခဲ့လဲဒီက9တလုံးကိုထိပြီးတော့54ဆိုပြီးကျွန်တော်တို့เนาะပရိတ်ကိုသူကကြာပြီးခဲ့တယ်ပရိတ်ကိုသူကကြာပြီးခဲ့တယ်ဗျာเนาะဒါဆိုရင်ဒီ3ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ရဲ့နက္ခတ်ဒီ6ဆိုတော့6ကပရိတ်ပါတယ်အဲ့ဒီ6ပရိတ်ကိုကျွန်တော်တို့တနင်္လာနေ့ညနေစီ6တက်ကဏ္ဍနှလုံးပေါင်းခြင်းကခွန်ရဲ့ပါဝါဒီ2ခွန်ရဲ့နက္ခတ်ဒီ3ညဆိုတော့ခွန်2 3ညထိတဲ့6ပရိတ်တဲ့ခွန်2 3ညထိတဲ့6ပရိတ်ပါဆိုတော့3ညတစ်လုံးကိုသူကထိပြီးတော့ဒီမှာ60ဆိုပြီးဗုဒ္ဓဟူးနေ့ညနေစီမှာ6ပရိတ်ကိုသူကကြာပြီးခဲ့တယ်နော်6ပရိတ်ကိုကြာပြီးခဲ့ဒါဆိုရင်ဒီ3ညဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်အဲ့ဒီ6ရဲ့နက္ခတ်ဒီ6ဆိုတော့6ကပရိတ်တယ်နော်ကျွန်တော်တို့စောစောကလည်း6ပရိတ်နော်ဒီမှာတစ်ချက်သွားထားတာဒီမှာဒီ6ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းသူကဒီရတဲ့အပင်ရှည်ပေါ့ဗျာနော်ဒီကလည်းရှည်တယ်6ပရိတ်က2ချက်ပေါ့ဗျာနော်2ချက်ကိုအဲ့ဒီ6ပရိတ်ကိုကျွန်တော်တို့ကဘာနဲ့သူကပြီးပြရပါမယ်လဲဆိုတော့တနင်္လာနေ့ညနေစီ4 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဖြစ်တဲ့အတွက်နော်4ဖြစ်တဲ့အတွက်4ရဲ့ဘာဝါဒီ4ရဲ့နက္ခတ်ဒီ2ဆိုတော့4 9 2ထိတဲ့6ပရိတ်တဲ့နော်4 9 2ထိတဲ့6ပရိတ်ကကျွန်တော်တို့အခုနော်24ရက်ကနေ28ရက်နော်9ရက်စာထဲမှာ9ရက်တပွဲစာပေါ့ဗျာနော်တပွဲစာထဲမှာဒီ6ပရိတ်နဲ့4 9 2ထိတဲ့6ပရိတ်က
ဒါကျွန်တော်တားရှိလို့ဗျာနော်ဒီ96ပရိတ်ကနောက်2ချက်ရှိသေးတယ်နော်နောက်2ချက်ရှိပါသေးတယ်96ပရိတ်ကကလုံးနဲ့ဒီတိုင်းပါပဲဗျာနော်ကလုံးကလည်းဒီတိုင်းပါပဲ96ပရိတ်က4ချက်ပေါ့ဗျာနော်4ချက်ကိုကျွန်တော်2ချက်ပဲပြရမယ်96ထီတော့တဲ့492ထီတော့96ပရိတ်နော်ဒါပြီးရင်ကျွန်တော်နောက်ကလေးမှာလိုက်ရှိုးအပြီးမှာပေါ့ဗျာနော်နောက်မှာကဏ္ဍလေးတွေစီပြီးမယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ကပရိတ်တစ်ချက်ရပြီပေါ့ဗျာနော်ပရိတ်တစ်ချက်ရပြီပရိတ်တစ်ချက်ရပြီကျွန်တော်ဗုဒ္ဓဟူးမကျော်အခွေနော်အခွေ၄လုံးအခွေပေါ့ဗျာနော်၄လုံးစီလီယံအခွေကိုသူကဗုဒ္ဓဟူးမကျော်အခွေကြိုက်နှစ်သက်တဲ့ညီကိုမောင်နှမတွေကလည်းဗုဒ္ဓဟူးမကျော်အတွင်းမှာပေါ့ဗျာနော်ဗုဒ္ဓဟူး3ရက်ပေါ့3ရက်အတွင်းမှာဒီအခွေကကြပြီးနေတဲ့အခွေလေးပေါ့ဗျာနော်ကြပြီးနေတဲ့အခွေလေးသူကတော့စီလီယံအခွေပေါ့ဗျာနော်ဒီခွန်ဒီ9ပေါ့ဗျာနော်ခွန်9ကဏ္ဍနှလုံးပေါင်းခြင်းဒီ2ဒီ9နဲ့ပေါင်းတော့ခွန်အဲ့တော့ကျွန်တော်တို့ကစီလီယံဆိုတော့ခွန်ပြီးတော့8 9 3ညခွန်8 9 3ညကတဲ့အခွေပါနောင်တပွဲမှာသူကခွန်8 9 3ညကနောင်တပွဲမှာအခွေကသူကဗုဒ္ဓဟူးမကျော်ပါဘူးဆိုတော့ဗုဒ္ဓဟူးနဲ့မနက်ဈေးမှာတည်းသူက80ဆိုပြီးသူကအခွေလေးကိုကြပြီးသွားခဲ့တယ်ဗျာနော်အခွေလေးကိုကြသွားခဲ့တယ်TTHH ကဆရာထူးကျော်ရေးဟုတ်ကဲ့ပါဗျာနော်စင်ကမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမတွေအားလုံးပဲမင်္ဂလာပါအဲ့တော့နောက်တစ်ချက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုဒီ9ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့9 3ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဒီ3နဲ့ပေါင်းတော့1နော်1 2 3 4ဒီ1 2 3 4ဒီသူကနောက်တစ်ပွဲမှာသူကဗုဒ္ဓဟူးမကျော်အခွေဖြစ်ကစားပြရပါမယ်ဆိုတော့ကျွန်တော်တို့ဗုဒ္ဓဟူးနေ့ညနေစီမှာဘာလို့ကြာပြီးခဲ့လဲ41ဆိုတဲ့အခွေကိုသူကကြာပြီးခဲ့တယ်ဗျာနော်41ဆိုတဲ့အခွေကိုကြာပြီးခဲ့ဒီအခွေလေးကသူကဗုဒ္ဓဟူးမကျော်ပေါ့ဗျာနော်အပင်ကတော့သူက2လနီးပါးပေါ့ဗျာနော်1လခွဲကျော်2လနီးပါးပေါ့ဒါဆိုဒီ9ဒီ1ဒီ1ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီ4နဲ့ပေါင်းတော့3ညတဲ့3ည1နဲ့3ဒီတဲ့ကျွန်တော်တို့နောက်တစ်ပွဲမှာသူကဗုဒ္ဓဟူးမကျော်ရပါဘူးဆိုတော့ကျွန်တော်တို့အင်္ဂါဗုဒ္ဓဟူး2ရက်ဖောင်းတော့သူကကြာတာပရိနေ့မနက်ဈေးမှာ30ဆိုပြီးတော့သူကအခွေလေးကိုကစားပြီးခဲ့တယ်ဗျာနော်အခွေလေးကိုကစားပြီးခဲ့တယ်ဒါဆိုဒီ9ဒီခွန်ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ2ဒီ1နဲ့ပေါင်းတော့3နဲ့3 4 5 6ဒီ3 4 5 6ဒီကျွန်တော်တို့နောက်တစ်ပွဲမှာသူကဗုဒ္ဓဟူးမကျော်အခွေပါဆိုတော့56ဆိုပြီးအင်္ဂါနေ့မနက်ဈေးမှာတင်သူကလည်းအခွေကိုကြပြီးခဲ့တယ်ဗျာနော်ဒီ1ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ8နဲ့ပေါင်းတော့2တယ်နော်2 3 4 5ဒီတဲ့2 3 4 5ဒီကျွန်တော်တို့နောက်တစ်ပွဲမှာဗုဒ္ဓဟူးမကျော်အခွေပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ23ဆိုပြီးတနင်္လာနေ့မနက်ဈေးမှာတင်23ဆိုပြီးသူကကြပြီးခဲ့တယ်ဗျာနော်23ဆိုပြီးသူကကြပြီးခဲ့တယ်ဒါဆိုရင်ဒီ6ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီ3ညနဲ့ပေါင်းတော့6ပဲအဲ့တော့ကျွန်တော်တို့ဒီပွဲမှာဗုဒ္ဓဟူးမကျော်အခွေကိုကြိုက်နှစ်သက်လို့ကစားခြင်းနဲ့ညီကိုမောင်နှမတွေကအခွေ6ခွန်8 9ဟူးမကျော်အခွေပေါ့ဗျာနော်သူကဟူးမကျော်အခွေနော်6ခွန်8 9ဒီသူကဟူးမကျော်အခွေရယ်နော်ဟူးမကျော်အခွေပါဆိုတော့သူကဟူး6ခွန်8 9ဒီတဲ့သူကဟူးမကျော်အခွေပါဆိုတော့ကျွန်တော်တို့ဒါကိုအခွေကြိုက်နှစ်သက်တဲ့ညီကောင်မောင်နှမတွေကလည်းဒီအခွေလေးကိုပေါ့ဗျာနော်ဒီအခွေလေးကိုကစားပေါ့ဗျာနော်ကစားပေါ့အဲ့တော့ဟုတ်ပြီကျွန်တော်လုံးမိုင်တစ်လုံးနဲ့ပေါ့ဗျာနော်ကျွန်တော်တို့ဗုဒ္ဓဟူးမကျော်မွေးကနန်းကိုတစ်ချက်ပြပြီးရင်ကျွန်တော်လုံးမိုင်ကိုဟူးမကျော်ပေါ့ဗျာနော်အင်္ဂါမကျော်ပတ်တီးလုံးမိုင်ကိုကျွန်တော်တစ်ချက်ပြပြီးနေဗျာနော်ကျွန်တော်တို့ဒီ1ဒီ6ပေါ့ဗျာနော်1 6ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဒီ9နဲ့ပေါင်းတော့2ပေါ့ဗျာနော်အဲ့ဒီနှစ်တလုံးကတဲ့နောင်တပွဲမှာသူကဗုဒ္ဓဟူးမကျော်သူကနောင်တပွဲမှာသူက
ပတ်သီးအနေနဲ့သူကမပြောက်ကနန်းအနေနဲ့ကြပြီးရပါမယ်ဆိုတော့ဘာလို့ကြပြီးခဲ့လဲနှစ်ဘူးဆိုပြီးသူကကြပြီးခဲ့တယ်ဗျာနော်နှစ်ဘူးဆိုပြီးသူကကြပြီးခဲ့တယ်ဒီ1ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီ1နဲ့ပေါင်းတော့ခွန်နဲ့အဲ့ဒီခွန်တစ်လုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ60ခွန်ဆိုပြီးသူကကြပြီးခဲ့တယ်ဒီ6ဒီကိုကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ9နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတစ်လုံးကနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့ကျွန်တော်တို့ဘာလို့ကြပြီးခဲ့လဲ20 40ဆိုပြီး3ညတစ်လုံးကိုသူကကြပြီးခဲ့တယ်ဒါဆိုဒီ3ညရဲ့ဒီ4ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ3ညနဲ့ပေါင်းတော့4တဲ့အဲ့ဒီ4တစ်လုံးကနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ34ဆိုပြီးသူကကြပြီးခဲ့တယ်ဗျာနော်ဒီမှာကကျွန်တော်တို့ဖောင်းမွှေးရှိတော့ကြောယူမယ်ဗျာနော်ဒီမှာကကျွန်တော်တို့တနင်္လာနေ့ဖောင်းမွှေးရှိတော့ကျွန်တော်တို့ကြောယူမယ်ဒီမှာလည်းဖောင်းထားတော့ကျွန်တော်တို့ကြောယူမယ်ဗျာနော်ဒီနှစ်ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီနှစ်3ညကဏ္ဍနှလုံးပေါင်းခြင်းဒီနှစ်ဒီ3နဲ့ပေါင်းတော့9တဲ့เนาะအဲ့ဒီ9တစ်လုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ54ဆိုပြီးသူကလည်းကြပြီးခဲ့တယ်ဗျာเนาะဒီ3ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဒီ3ညနဲ့ပေါင်းတော့3တဲ့เนาะအဲ့ဒီ3တစ်လုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ13ဆိုပြီးကြပြီးခဲ့တယ်34ဆိုပြီးတော့လည်းကြပြီးခဲ့တယ်ဒီမှာကျွန်တော်တို့တနင်္လာနေ့ဖောင်းထားတော့ကြောယူမယ်ဗျာเนาะဒီ6ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီနှစ်ဒီ9နဲ့ပေါင်းတော့1တဲ့အဲ့ဒီ1တစ်လုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ14ဆိုပြီးသူကလည်းကြပြီးခဲ့တယ်ဗျာနော်ဒီ4ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဒီ9နဲ့ပေါင်းတော့3ညာတဲ့အဲ့ဒီ3ညာတစ်လုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ3ညာ9ဆိုပြီးသူကကြပြီးခဲ့တယ်ဗျာနော်ဒီ9ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဒီ8နဲ့ပေါင်းတော့9အဲ့ဒီ9တစ်လုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ60ဆိုပြီးကြပြီးခဲ့တယ်ဒီမှာကျွန်တော်တို့တနင်္လာဖောင်းတော့ကြောယူမယ်ဒီ6ဒီ4ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဒီ6နဲ့ပေါင်းတော့6အဲ့ဒီ6တစ်လုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ26ဆိုပြီးသူကလည်းကြပြီးခဲ့တယ်ဗျာနော်ဒီနှစ်ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဒီ1နဲ့ပေါင်းတော့8အဲ့ဒီ8တစ်လုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲ68ဆိုပြီးသူကလည်းကြပြီးခဲ့တယ်8တစ်လုံးကိုဒီ3ညဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဒီ6နဲ့ပေါင်းတော့6အဲ့ဒီ6တစ်လုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့16ဆိုပြီးသူကလည်းကြပြီးခဲ့တယ်ဒီ9ဒီ4ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဒီ8နဲ့ပေါင်းတော့1အဲ့ဒီ1တစ်လုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့8 1 3ည1ဆိုပြီးသူကလည်းကြပြီးခဲ့တယ်ဒီ1ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ4နဲ့ပေါင်းတော့8အဲ့ဒီ8တစ်လုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့48ဆိုပြီးသူကလည်းကြပြီးခဲ့တယ်ဒီ8ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဒီ3နဲ့ပေါင်းတော့4တဲ့အဲ့ဒီ4တစ်လုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့41ဆိုပြီးဗုဒ္ဓဟူးနေ့ညနေစီမှာသူကကြပြီးခဲ့တယ်ဒီ6ကဒီခွန်ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဒီ3ညနဲ့ပေါင်းတော့3အဲ့ဒီ3တစ်လုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့83ဆိုပြီးတနင်္လာနေ့ညနေစီမှာသူကကြပြီးခဲ့တယ်ဗျာနော်ဒီမှာကအင်္ဂါနေ့ဖောင်းထားတော့ကျွန်တော်တို့ကြောယူမယ်ဒီ3ညဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဒီ9နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတစ်လုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့20ဆိုပြီးအင်္ဂါနေ့ညနေစီမှာသူကလည်းကြပြီးခဲ့တယ်ဗျာနော်ဒီခွန်ဒီနှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်တဲ့ဒီ9တဲ့ဒီ3ညနဲ့ပေါင်းတော့9အဲ့ဒီ9တစ်လုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြပြီးခဲ့လဲအင်္ဂါနေ့မနက်စီးမှာရင်19ဆိုပြီးသူကလည်းကြပြီးခဲ့တယ်ဒီ3ဒီနှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ8နဲ့ပေါင်းတော့2တဲ့အဲ့3နဲ့အဲ့ဒီ3တစ်လုံးကလည်းကျွန်တော်တို့ဒီတစ်ပွဲမှာမပြောက်ပတ်သီးအနေနဲ့သူကကစားပြီးရပါမယ်ဆိုတော့3တစ်လုံးပေါ့ဗျာနော်3တစ်လုံးရပြီအဲ့ဒီ3တစ်လုံးပိုင်ကိုတဲ့ကျွန်တော်ကြံတဲ့3အချက်တွေပေါ့ဗျာနော်3အချက်တွေကိုကျွန်တော်ဆက်ထပ်မပြတော့ဘူးဗျာနော်ထပ်မပြတော့ဘူးကိုယ့်ဘက်ကိုတစ်ချက်ပြန်စစ်ကြည့်ပေါ့ဗျာနော်ကျွန်တော်ပြရမှာတွေနည်းနည်းများနေတော့အချိန်ကကျွန်တော်တို့တနာရီကျော်တို့ကျွန်တော်တို့ like ကတိတ်ပြီးတော့အဆင်မပြေဘူးပေါ့ဗျာနော်ဒီမှာကျွန်တော်တစ်ချက်ပြပေးထားခဲ့မယ်ဒီ3ဒီ1ပေါ့ဗျာနော်ဒီ1ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဖြစ်တဲ့အတွက်အဲ့ဒီ4ရဲ့နက်ခတ်နှစ်တစ်လုံးကနောက်တစ်ပွဲမှာသူကမပြောက်ပတ်သီးဆိုတော့ဘာလို့ကြာပြီးခဲ့လဲ21เนาะ21ဆိုပြီးတော့ကြာပြီးခဲ့တယ်ဒါဆိုရင်ဒီ1ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဖြစ်တဲ့အတွက်1ကနက်ခတ်8တစ်လုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သီးပါဆိုတော့89ကျွန်တော်တို့ဒီတစ်ချက်ကိုကြော်လိုက်တော့မယ်ဗျာနော်အဲ့ဒီတော့ကျွန်တော်တို့
ကိုဝင်းမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါကျွန်တော်တို့ဒီ3ရက်ဒီနှစ်တယ်ပေါ့ဗျာနော်3နှစ်ကဏ္ဍနှလုံးပေါင်းချင်းဒီ9ဖြစ်တဲ့အတွက်အဲ့ဒီ9ရဲ့နှက်ခါ3တလုံးနဲ့နော်3တလုံးဒီကျွန်တော်တို့သူကဒီပွဲမှာမပြောက်ပတ်သီးအနေနဲ့ကျွန်တော်တို့ကစားမယ်ပေါ့ဗျာနော်မပြောက်ပတ်သီးအနေနဲ့ကစားရမယ်3အဲ့ဒီတော့ဟုတ်ပြီအဲ့3တလုံးပိုင်ကိုနော်သူကဗုဒ္ဓဟူးမကျော်မွေးရမယ်မွေးကဏ္ဍလေးကိုကျွန်တော်တစ်ချက်ပြမယ်ဗျာနော်မွေးကဏ္ဍလေးကဏ္ဍ3ခွက်ပေါ့ဗုဒ္ဓဟူးမကျော်မွေးရမယ်မွေးကဏ္ဍ3ခွက်ကိုကျွန်တော်ပြပေးပါမယ်ဗျဒီနှစ်ဒီ8ပေါ့ဗျာနော်နှစ်8ကဏ္ဍနှလုံးပေါင်းချင်းဒီ3ညဆိုတော့အဲ့ဒီ3ညတစ်လုံးကဘိုင်ပါရယ်နော်အဲ့ဒီ3ညတစ်လုံးကဘိုင်အဲ့ဒီ3ညတစ်လုံးဘိုင်ကိုသူကကျွန်တော်တို့ဘာနဲ့ပြီးလဲဆိုတော့ဒီ8ဒီ3 3ကဏ္ဍနှလုံးပေါင်းချင်းဒီ1ဖြစ်တဲ့အတွက်တက်ကပါဝါဒီ6တက်ကနက်ခတ်ဒီ8ဆိုတော့အဲ့ဒီ3ညတစ်လုံးဘိုင်ကိုတဲ့168နဲ့တဲ့သူကနောက်တစ်ပွဲမှာဗုဒ္ဓဟူးမကျော်နော်ကြာပြီးရပါမယ်ဆိုတော့ကျွန်တော်တို့ဘာလို့ကြာပြီးခဲ့တဲ့3ညတစ်လုံးဘိုင်ကို168ဆိုတော့3ည6ဆိုပြီးအင်္ဂါတနင်္လာနေ့မနက်သေးမှာ60ဆိုပြီးသူကကြာပြီးခဲ့တဲ့အင်္ဂါနေ့နော်အင်္ဂါနေ့ညနေစီမှာလည်း3ည6ဆိုပြီးတော့လည်းသူကတစ်ချက်ကြာပြီးခဲ့တယ်ဗျာနော်တစ်ချက်ကြာပြီးခဲ့တယ်ဒါဆိုရင်ဒီ3ညဒီကို3ညဒီကိုကဏ္ဍနှလုံးပေါင်းရင်းนี่6ဖြစ်တဲ့အတွက်အဲ့ဒီ6တလုံးကလုံးပိုင်ပါတယ်เนาะအဲ့ဒီ6တလုံးကဘိုင်အဲ့ဒီ6တလုံးကဘိုင်ကိုသူကဗုဒ္ဓဟူးမကျော်เนาะအဲ့6တလုံးဘိုင်ကိုဒီ6ဒီ9ကဏ္ဍနှလုံးပေါင်းရင်းนี่9ဖြစ်တဲ့အတွက်9ရဲ့ပါဝါဒီ3ည9ရဲ့နက်ခတ်ဒီ3ဆိုတော့6တလုံးဘိုင်ကို9 3ည3နဲ့ပြီးရပါမယ်ဆိုတော့နောက်တစ်ပွဲမှာဗုဒ္ဓဟူးမကျော်ရပါဘူးဆိုတော့9 9 90 93ဆိုတော့သူကတနင်္လာနေ့မနက်စည်းမှာတင်59ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်59ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒါဆိုရင်ဒီ9ဒီ6ကဏ္ဍနှလုံးပေါင်းချင်းဒီ9ဖြစ်တဲ့အတွက်အဲ့ဒီ9တလုံးပိုင်ကိုရယ်နော်ဒီ9တလုံးပိုင်ကိုဒီ9ဒီခွန်ကဏ္ဍနှလုံးပေါင်းချင်းဒီ9ခွန်ကဏ္ဍနှလုံးပေါင်းချင်းဒီ2ဖြစ်တဲ့အတွက်2ကပါဝါဒီခွန်2ကနက်ခတ်ဒီ4ဆိုတော့9တလုံးပိုင်ကို2ခွန်4နဲ့နောက်တစ်ပွဲမှာသူကဗုဒ္ဓဟူးမကျော်ရပါဘူးဆိုတော့ဘာလို့ကြာပြီးခဲ့လဲဗုဒ္ဓဟူးနေ့ညနေစီမှာ52ဆိုပြီးသူကကြာပြီးခဲ့တယ်ဗျာနော်ဗုဒ္ဓဟူးမကျော်နော်အဲ့ဒီ3တလုံးပိုင်ဒီမှာကျတော့3တလုံးပိုင်နဲ့ဗုဒ္ဓဟူးမကျော်မွေကဏ္ဍနော်ဗုဒ္ဓဟူးမကျော်မွေကဏ္ဍနှလုံးတွေအတွက်နေတော့တဲ့မိန်းမကမဆဲဘူးလားတဲ့မိန်းမဆဲမလားဗျာမိန်းမမှမရှိဘဲနဲ့မိန်းမမရှိတော့ကိုတယောက်တည်းဆိုတော့ကိုဝါဒနာပါတဲ့ဒီနှလုံးပဲလိုက်ပြီးတွက်နေတာပေါ့အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဟူးနေ့ညနေစီမှာ52ဆိုပြီးတော့ပေါ့ဗျာနော်52ဆိုပြီးတော့သူကကြာပေးခဲ့တယ်ပေါ့ဒါဆိုရင်ဒီ1ကဏ္ဍနှလုံးပေါင်းချင်းဒီ1ကဏ္ဍနှလုံးပေါင်းချင်းဒီ2ဖြစ်တဲ့အတွက်2တလုံးကလုံးပိုင်ပါတယ်အဲ့ဒီ2တလုံးလုံးပိုင်ကိုဒီ3ညဒီခွန်ကဏ္ဍနှလုံးပေါင်းချင်းဒီခွန်ဖြစ်တဲ့အတွက်ခွန်ရဲ့ပါဝါဒီ2ခွန်ရဲ့နက်ခတ်ဒီ3ညဆိုတော့2တလုံးပိုင်ကိုခွန်2 3ညနဲ့တဲ့နောက်တစ်ပွဲမှာသူကဗုဒ္ဓဟူးမကျော်ရပါဘူးဆိုတော့တနင်္လာနေ့ညနေဈေးမှာတင်20ဆိုပြီးသူကနော်ကြာပြီးခဲ့တယ်20ဆိုပြီးကြာပြီးစာလုံးတွေနဲ့ကိုယ်နေတဲ့ဆရာတဲ့ဦးကြည်စိုးဒီမှာဒီကဏ္ဍကိုရေးတာကိုစာလုံးနဲ့ကိုယ်ရတာလားဟုတ်ကဲ့နော်ကျွန်တော်နောက်အပင်နေကြရင်ကျွန်တော်လွတ်တဲ့နေရာလေးမှာတစ်ချက်ရေးပြီးမယ်ဗျာနော်လွတ်တဲ့နေရာလေးမှာရေးပြသူကဒီမှာကျွန်တော်တို့တနင်္လာနေ့ညနေဈေးမှာတင်3ည2ဆိုပြီးသူက2တလုံးပိုင်နဲ့ခွန်2 3ညကိုသူကကြာပေးခဲ့တယ်ဗျာနော်ဒီ8ဒီ2ကဏ္ဍနှလုံးပေါင်းချင်းဒီ8 2ကဏ္ဍနှလုံးပေါင်းချင်းဒီ3ညဖြစ်တဲ့အတွက်အဲ့ဒီ3ညတလုံးကလုံးပိုင်ပါတယ်နော်ဒီ3ညတလုံးကလုံးပိုင်အဲ့ဒီ3ညတလုံးလုံးပိုင်ကိုဒီ4ဒီ1ကဏ္ဍနှလုံးပေါင်းချင်းဒီကျွန်တော်တို့9ဖြစ်တဲ့အတွက်9ရဲ့ပါဝါဒီ3ည9ရဲ့နက်ခတ်ဒီ3ဆိုတော့
3ညာတစ်လုံးပိုင်ကို9 3ညာ3နဲ့ပြီးရပါမယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ပွဲမှာ3ညာ9 3ညာဘူး3ညာ3ကိုသူကဘာလို့ကြပြီးခဲ့လဲတနင်္လာနေ့ညနေစီမှာ3ညာဘူးဆိုပြီးသူကကြပြီးခဲ့တယ်ဗျာနော်3ညာဘူးဆိုပြီးကြပြီးခဲ့တယ်ဒါဆိုရင်ဒီ6ကဒီ3ညရဲ့6 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ6 3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်အဲ့ဒီ6တလုံးကလုံးပိုင်ပါတယ်เนาะဒီ6တလုံးကလုံးပိုင်အဲ့ဒီ6တလုံးလုံးပိုင်ကိုဒီ6ကဒီ9ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဖြစ်တဲ့အတွက်1ကပါဝါဒီ6 1ကနက္ခတ်ဒီ8ဆိုတော့6တလုံးပိုင်ကို168နေတဲ့နောက်တစ်ပွဲမှာသူကဗုဒ္ဓဟူးမကျော်ပါဆိုတော့6 6ဘူး68ပေါ့ဗျာနော်6 6ဘူး68ကိုသူကဒီမှာကကျွန်တော်တို့တနေ့အင်္ဂါဗုဒ္ဓဟူးဖောင်းထားတော့သူကထွက်တဲ့3ရက်အတွင်းမှာဒီမှာ16ဆိုပြီးကျွန်တော်တို့တောက်ကြနေညနေစီးမှာမနက်စီးမှာသူကလိုက်ကြပြီးတယ်ဗျာနော်သူကဘာကြောင့်လဲဆိုတော့ဒီမှာကျွန်တော်တို့အင်္ဂါဗုဒ္ဓဟူး2ရက်ဖောင်းထားတဲ့အတွက်ကျွန်တော်တို့ကထွက်တဲ့3ရက်အတွင်းမှာသူကဒီမှာကျွန်တော်တို့16ဆိုပြီးသူကလိုက်ကြပြီးခဲ့တယ်ဒါဆိုကျွန်တော်တို့ကဒီမှာကတော့ယူလို့ရတယ်ပေါ့ဗျာနော်လုံးမိုင်ကကျွန်တော်တို့ယူလို့ရတယ်ရှစ်တလုံးမိုင်ကကျွန်တော်တို့ဗုဒ္ဓဟူးနေ့မနက်စီးမှာယူလို့ရတယ်ကျွန်တော်တို့အင်္ဂါနေ့ဖောင်းထားတဲ့အတွက်ဒီရကီးကကျွန်တော်တို့ယူလို့မရတော့ကျွန်တော်တို့ကြောယူမယ်ဗျာနော်ဒါဆိုရင်ဒီ3ညဒီညကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညကကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်အဲ့ဒီ9တလုံးကလုံးမိုင်ပါတယ်နော်ဒါဆိုအဲ့ဒီ9တလုံးကလုံးမှာအဲ့ဒီ9တလုံးလုံးမိုင်ကိုတဲ့ဒီနှစ်ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့ပါဝါဒီ4 9ရဲ့နက္ခတ်ဒီ6ဆိုတော့9တလုံးမိုင်ကို6 4 6နဲ့သူကနောက်တစ်ပွဲမှာဗုဒ္ဓဟူးမကြိုရပါဘူးဆိုတော့ဘာလို့ကြပြီးခလဲအင်္ဂါနေ့မနက်ဈေးမှာတင်ကျွန်တော်တို့56ဆိုတဲ့ပရိတ်တစ်သူကကြပြီးခဲ့တယ်56ဆိုပြီးသူကကြပြီးခဲ့တယ်နော်56ဆိုပြီးကြပြီးခဲ့ဒါဆိုရင်ဒီခွန်ရဲ့ဒီတစ်ကခွန်တစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဖြစ်တဲ့အတွက်အဲ့ဒီ8တလုံးကလုံးမိုင်ပါတယ်နော်အဲ့ဒီ8တလုံးလုံးမိုင်ကိုဒီနှစ်ကဒီ9ရဲ့2 9ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့အတွက်အဲ့ဒီခွန်ရဲ့ပါဝါဒီ2ခွန်ရဲ့နက္ခတ်ဒီ3ညဆိုတော့8တလုံးမိုင်ကိုခွန်2 3ညနဲ့သူကပြီးရမယ်ဆိုတော့ဘာလို့ကြပြီးကြလဲအင်္ဂါနေ့ညနေစီးမှာတင်28ဆိုတဲ့ပရိတ်30နော်28ဆိုတဲ့ပရိတ်30ကိုအင်္ဂါနေ့ညနေစီးမှာသူကကြပြီးခဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီအခုပွဲပေါ့ဗျာနော်အခုကျွန်တော်တို့မနက်ဖြန်ကစားမဲ့ပွဲပေါ့အဲ့ပွဲကကျွန်တော်တို့ကြည့်ရမယ်ဆိုရင်ဒီမှာ3တလုံးပိုင်ဒီ3ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဖြစ်တဲ့အတွက်အဲ့ဒီ3တလုံးပိုင်ကိုတဲ့နော်ဒီ3တလုံးပိုင်ကိုသူကဗုဒ္ဓဟူးမကျော်နော်ဗုဒ္ဓဟူးမကျော်ဒီမှာဒါကျွန်တော်တို့အင်္ဂါဗုဒ္ဓဟူးဖောင်းလို့သူကထွက်တဲ့3ရက်တွေမှာဒီမှာ16ဆိုပြီးလိုက်ကြပြီးတာဒီဟာကဖောင်းမွဲခံထားရတာတဲ့ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ကထွက်တဲ့3ရက်ဆိုတော့ဗုဒ္ဓဟူးမကျော်3ရက်အတွင်းကျွန်တော်တို့ကဒီလိုယူလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီ3တလုံးမိုင်ကိုတဲ့ဒီနှစ်ကဒီတစ်ကနှစ်တစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဖြစ်တဲ့အတွက်3ရက်ပါဝါဒီ8 3ရက်နက္ခတ်ဒီ9ဆိုတော့3တလုံးပိုင်ကိုတဲ့ကျွန်တော်တို့385နဲ့เนาะ3တလုံးပိုင်ကို385နဲ့ကျွန်တော်တို့လာမယ်ပွဲမှာဗုဒ္ဓဟူးမကျော်เนาะမွေးကဏ္ဍ3ခွက်3ဘူး38 35ကျွန်တော်ပြီးရင်နောက်ကျော်လေးမှာရေးပြီးမယ်ပေါ့ဗျာနော်သူကဟူးမကျော်မွေးเนาะဒါကဟူးမကျော်မွေးကဏ္ဍ3ခွက်ကိုစီတူဘာကွဲနေရလဲမသိเนาะတိုက်ကဘာကွဲနေတယ်တစ်ချက်လောက်ပြန်မှတ်ပြီးပါဗျာเนาะကောမန့်လေးမှာတစ်ချက်လောက်ပြန်မှတ်ပြီးပါကိုစီတူဖုံးဆက်ခွရင်ပူတို့အပေါ်ကနေလေးပန်းကဖွင့်ထားလို့ဗျာเนาะဒီကကျွန်တော်တို့အစင်းချောင်းလေးတွေပြေးနေတာပေါ့ဗျာเนาะလေးပန်းကဖွင့်ထားလို့ကျွန်တော်တို့အစင်းချောင်းလေးတွေပြေးနေတာပါဗျာเนาะကွန်ပတ်စာတန်းတွေကိုယ်နေတယ်ကောမန့်စာတန်းတွေကိုယ်နေတယ်ဆိုတော့ကောမန့်စာတန်းတွေကိုယ်နေတယ်ဆိုတော့ဒီလိုတိုးပြရမှာဟုတ်ပြီเนาะ
comment စာတန်းတွေပေါ်နေဆိုဒီလိုလေးကျွန်တော်တိုးပေးမယ်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ကဗုဒ္ဓကျွန်တော်တို့လာမယ်ဘုမှာဗုဒ္ဓဟူးမကျော်3တလုံးပိုင်ကို385နဲ့3မူ3835နော်3မူ3835ဟူးမကျော်ဒါကကျွန်တော်တို့မွေးကနန်းပေါ့ဗျာနော်မွေးကနန်းအဲ့တော့ဟုတ်ပြီအင်္ဂါမကျော်မွေးကနန်းနဲ့ကျွန်တော်တို့နော်လုံးပိုင်ပတ်တီးတစ်လုံးကိုကျွန်တော်ပြပေးမယ်ကျွန်တော်တို့ဒီ9တီကိုကဏ္ဍနှလုံးပေါင်းခြင်းဒီ9ကိုကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ4နဲ့ပေါင်းတော့10တဲ့เนาะအဲ့ဒီ10ကနက်ခတ်တစ်တလုံးဒီတဲ့နောက်တစ်ပွဲမှာသူကမပြောက်ပတိပါဆိုတော့60တစ်ဆိုပြီးသူကเนาะကြာပေးခဲ့တယ်ပေါ့ဗျာเนาะ60တစ်ဆိုပြီးကြာပေးခဲ့တဲ့ဒီ6တစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီ6တစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဒီ2နဲ့ပေါင်းတော့9အဲ့ဒီ9ရဲ့နက်ခတ်9ရဲ့နက်ခတ်6တလုံးကလေတဲ့နောက်တစ်ပွဲမှာသူကမပြောက်ပတိပါဆိုတော့ဘာလို့ကြာပေးခဲ့လဲ26ဆိုပြီးသူကကြာပေးခဲ့တယ်ဒီ2ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ3ညနဲ့ပေါင်းတော့9အဲ့ဒီ9ရဲ့နက်ခတ်9ရဲ့နက်ခတ်6တလုံးကလေတဲ့နောက်တစ်ပွဲမှာမပြောက်ပတိအနေနဲ့ကြာပေးရပါမယ်ဆိုတော့သူကဘာလို့ကြာပေးခဲ့လဲကျွန်တော်တို့68ဆိုပြီးသူကကြာပေးခဲ့တယ်ဗျာနော်68ဆိုပြီးကြာပေးခဲ့တယ်ဒီ2ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ2 8ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဒီ8နဲ့ပေါင်းတော့8ဆိုတော့အဲ့ဒီ8တလုံးကလည်းတဲ့ကျွန်တော်တို့နောက်တစ်ပွဲမှာသူကမပြောက်ပတိ8ကနက်ခတ်1တလုံးကလည်းတဲ့နောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့ဘာလို့ကြာပေးခဲ့လဲ1 2ဆိုပြီး1တလုံးကိုကြာပေးခဲ့တယ်ဗျာနော်ဒီမှာကကျွန်တော်တို့တနင်္လာနေ့ဖောင်းထားတယ်ဒီမှာလည်းတနင်္လာနေ့ဖောင်းထားတော့ကြောကြီးမယ်ဗျာနော်ဒီပတ်တိက1လ2လ3လ4လ5လ6လပေါ့ဗျာနော်6လခွဲတင်ပြည့်ပေါ့ဗျာနော်6လခွဲတင်ပြည့်သွားတဲ့ပတ်တိပေါ့ဗျာနော်အင်္ဂါမကျော်ဒါဆိုဒီ9ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ2ဒီ1နဲ့ပေါင်းတော့3အဲ့ဒီ3ရဲ့နက်ခတ်9တလုံးကလေတဲ့နောက်တစ်ပွဲမှာသူကမပြောက်ပတ်တိအနေနဲ့ကြာပြရပါမယ်ဆိုတော့1 3ဆိုပြီးသူကကြာပြီးခဲ့တယ်ဒီ1ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ9နဲ့ပေါင်းတော့3အဲ့ဒီ3ရဲ့နက်ခတ်9တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲဒီမှာကျွန်တော်တို့3.5ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်3.5ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒီမှာကျွန်တော်တို့တနင်္လာနေ့ဖောင်းထားတော့ကြောယူမယ်ဗျာနော်ဒီ9ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ9နဲ့ပေါင်းတော့4အဲ့ဒီ4ရဲ့နက်က2တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့ကျွန်တော်တို့တောက်ကြနေမနက်ဈေးမှာ20ဆိုပြီး3နှစ်တလုံးကိုသူကကြာပြီးခဲ့တယ်ဒီ1ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ3နဲ့ပေါင်းတော့ခွန်တဲ့အဲ့ဒီခွန်တလုံးကလည်းကျွန်တော်တို့နောက်တစ်ပွဲမှာသူကခွန်ရဲ့နက်ခတ်3ညတလုံးပေါ့ဗျာနော် sorry ပါဒီ1ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ3နဲ့ပေါင်းတော့ခွန်အဲ့ဒီခွန်ရဲ့နက်ခတ်3ညတလုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတိအနေနဲ့ကြာပြီးရပါမယ်ဆိုတော့ဘာလို့ကြာပြီးကြလဲ3.5ဆိုပြီးကြာပြီးခဲ့တယ်ဒီ3ညဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဒီ9နဲ့ပေါင်းတော့3အဲ့ဒီ3ရဲ့နက်ခတ်9တလုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတိအနေနဲ့ကြာပြီးရပါမယ်ဆိုတော့65ဆိုပြီးသူက9တလုံးကိုကြာပြီးခဲ့တယ်ဗျာနော်ဒီမှာကျွန်တော်တို့တနင်္လာနေ့ဖောင်းထားတော့ကြောယူရမယ်ဒီ9ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ3နဲ့ပေါင်းတော့ခွန်အဲ့ဒီခွန်ရဲ့နက်ခတ်3ညတလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့3ည1ဆိုပြီးသူကကြာပြီးခဲ့တယ်ဗျာနော်3ည1ဆိုပြီးကြာပြီးခဲ့တယ်ဒီ8ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ8 9ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့ကျွန်တော်တို့3ဒီ8နဲ့ပေါင်းတော့အဲ့ဒီ1ကနက်ခတ်8တလုံးကတဲ့နောက်တစ်ပွဲမှာသူကမပြောက်ပတိပါဆိုတော့68ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်68ဆိုပြီးကြာပြီးခဲ့တယ်ဒီ6ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ6 8ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ9နဲ့ပေါင်းတော့3အဲ့ဒီ3ရဲ့နက်ခတ်9တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ59ဆိုပြီးသူက9တလုံးကိုကြာပြီးခဲ့တယ်ဗျာနော်ဒီ9ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ8 6နဲ့ပေါင်းတော့ကျွန်တော်တို့4အဲ့ဒီ4ရဲ့နက်ခတ်2တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့52ဒီ3ညဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ1နဲ့ပေါင်းတော့3ညအဲ့ဒီ3ညရဲ့နက်ခတ်ခွန်တလုံးကနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့1ခွန်ဆိုပြီးခွန်တလုံးကိုကြာပြီးခဲ့တယ်ဗျာနော်9
ကိုစီတီဟုတ်ကဲ့ပါဗျာနော်အကိုကြီးဟုတ်ကဲ့ပါဗျာနော်ကျွန်တော်အပေါ်ကိုတင်ပေးထားပါတယ်ဗျာနော် comment စာရင်းနဲ့နည်းနည်းလေးမတွေ့ရလို့ဟုတ်ကဲ့ပါကျွန်တော်အပေါ်ကိုတင်ပေးထားပါတယ်အဲ့တော့ဒီ4ဒီခွန်4ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဒီ2နဲ့ပေါင်းတော့3အဲ့ဒီ3ရဲ့နှက်ခတ်5တလုံးကလည်းနောင်တပွဲမှာမပြောက်ပတိပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ50ခွန်ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒီ6က6ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဒီ3ညာနဲ့ပေါင်းတော့3တဲ့အဲ့ဒီ3ရဲ့နှက်ခတ်5တလုံးကလည်းနောင်တပွဲမှာမပြောက်ပတိပါဆိုတော့ကျွန်တော်တို့85ဆိုပြီးသူကကြာပြီးခဲ့တယ်ဒီမှာအင်္ဂါနေ့ဖောင်းထားတော့ကျွန်တော်တို့ကြောယူရမယ်ဗျာနော်အင်္ဂါနေ့ဖောင်းထားတော့ကြောယူရမယ်ဒီနှစ်ဒီတစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီနှစ်တစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဒီ9နဲ့ပေါင်းတော့ကျွန်တော်တို့8အဲ့ဒီ8ကနက်ခတ်တစ်တလုံးကတဲ့နောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့61ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်ဒီနှစ်ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဒီ1နဲ့ပေါင်းတော့9အဲ့ဒီ9ရဲ့နက်ခတ်6တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ60ဆိုပြီးသူက6တလုံးကိုကြာပြီးခဲ့တယ်ဗျာနော်ဒီနှစ်ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီနှစ်9ကဏ္ဍနှလုံးပေါင်းခြင်းဒီရဲ့1ဒီ3ညာနဲ့ပေါင်းတော့1အဲ့ဒီ1ကနက်ခတ်8တလုံးကလည်းကျွန်တော်တို့ဒီတပွဲမှာနော်မပြောက်ပတိပါတဲ့နော်ဒါကကျွန်တော်တို့ပွဲချုပ်ပေါ့ဗျာနော်ဒီ8တလုံးဒီကျွန်တော်တို့ဒီတပွဲမှာမပြောက်ပတိပြီးရင်အင်္ဂါမကျော်အချက်ကိုကျွန်တော်ထပ်ပြပေးမယ်အဲ့ဒီ8တလုံးဒီအင်္ဂါမကျော်ပတိပေါ့ဗျာနော်8တလုံးဒီအင်္ဂါမကျော်ပတိအဲ့တော့ဒါကကျွန်တော်တို့6လ9ရက်ပေါ့ဗျာနော်1လ2လ3လ4လ5လ6လဒီတပွဲမှနဲ့ဆို6လ9ရက်ပေါ့ဒါကအပင်ရှိနော်အပင်ရှိတစ်ချက်ဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်မယ်ဒါကအပေါ်နဲ့ရှုပ်သွားမှာဆိုလို့ပြန်နော်ဒီခွန်ဒီကိုခွန်ကိုကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီ9နဲ့ပေါင်းတော့ကျွန်တော်တို့1နော်အဲ့ဒီ1ကပါဝါ6တလုံးကလည်းတဲ့နောက်တစ်ပွဲမှာသူကမပြောက်ပတိပါဆိုတော့ဘာလို့ကြာပြီးကြလဲ61ဆိုပြီးသူကကြာပြီးကြတယ်ဗျာနော်61ဆိုပြီးကြာပြီးကြတယ်ဒီ2ကဒီ1ကကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဒီ9နဲ့ပေါင်းတော့8အဲ့ဒီ8ကပါဝါ3တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့ဘာလို့ကြာပြီးကြလဲ13ဆိုပြီးသူကလည်းကြာပြီးကြတယ်ဒီ9ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီ9နဲ့ပေါင်းတော့1အဲ့ဒီ1ကပါဝါ6တလုံးကလည်းတဲ့နောက်တစ်ပွဲမှာသူကမပြောက်ပတိအနေနဲ့ကြာပြီးရပါမယ်ဆိုတော့ဘာလို့ကြာပြီးခဲ့လဲ68ဆိုပြီးသူက6တလုံးကိုကြာပြီးခဲ့တယ်ဗျာနော်68ဆိုပြီး6တလုံးကိုကြာပြီးခဲ့တယ်ဒီ6ဒီ4ကဏ္ဍနှလုံးပေါင်းခြင်းဒီ68ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ3ညာနဲ့ပေါင်းတော့4တဲ့အဲ့ဒီ4ရဲ့ပါဝါ9တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့96ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်9တလုံးကိုဒါဆိုဒီ6ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဒီ4နဲ့ပေါင်းတော့9အဲ့ဒီ9ရဲ့ပါဝါ3ညာတလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့3ညာခွန်3ညာ30ဆိုပြီးသူကကြာပြီးခဲ့တယ်ဒီမှာကျွန်တော်တို့အင်္ဂါနေ့ဖောင်းထားတော့ကြောယူပါမယ်ဗျာနော်ဒီ9ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီ3နဲ့ပေါင်းတော့9အဲ့ဒီ9ရဲ့ပါဝါ4တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့43 45 54ဆိုပြီးသူကကြာပြီးခဲ့တယ်ဒီ1ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ3ညာနဲ့ပေါင်းတော့4အဲ့ဒီ4ရဲ့ပါဝါ9တလုံးနောက်တစ်ပွဲမှာမပြောက်ပတိဆိုတော့ဘာလို့ကြာပြီးခဲ့လဲအင်္ဂါနေ့မနက်စည်းမှာတင်68ဆိုပြီးကြာပြီးခဲ့တယ်ဗျာနော်ဒီ9ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဒီ9နဲ့ပေါင်းတော့2အဲ့ဒီ2ကပါဝါခွန်တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့သူကဘာလို့ကြာပြီးခဲ့လဲဒီမှာ80ဆိုပြီးကြာပြီးခဲ့ပါတယ်ဗျာနော်စိုးကြီးကမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်ကိုစိုးကြီးဆိုတဲ့အကောင့်ပိုင်ရှင်မင်္ဂလာပါကိုဝင်းဆိုတဲ့အကောင့်ပိုင်ရှင်လည်းမင်္ဂလာပါဗျာနော်154ရောက်တော့ကြည့်ရှုအားပေးနေတဲ့ညီကောင်တို့မတွေအားလုံးပဲမင်္ဂလာပါဗျဒီခွန်ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်နဲ့ဒီ9နဲ့ပေါင်းတော့6အဲ့ဒီ6ကပါဝါတစ်တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့14ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်ကိုပြည့်ကလည်းမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်ဒီ3ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီခွန်နဲ့ပေါင်းတော့ကျွန်တော်တို့3နဲ့အဲ့ဒီ3ရဲ့ပါဝါ8တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတိပါဆိုတော့ရှစ်ဘူးကြိုက်လားဆရာတဲ့ရှစ်ဘူးကောင်းပါတယ်ဗျာနော်ရှစ်ဘူးကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အပူးမကြားခဲ့တာပေါ့ဗျာနော်အပူးမကြားခဲ့တာပဲနှစ်ပွဲလဲဆိုတော့
ကျွန်တော်တို့3ညာဘူးထွက်ပြီးသွားတယ်ကွာတလားကျော်အထိကိုကျွန်တော်တို့ဒီမှာလည်းအပူမကြခဲ့ဘူးဒီမှာလည်းအပူမကြခဲ့ဘူးဒီမှာလည်းအပူမကြခဲ့ဘူးဒီပွဲမှာလည်းအပူမကြခဲ့ဘူးဆိုတော့ကျင်းနေတယ်ကျွန်တော်တို့ကဒီလာမယ်ပွဲမှာအပူကလည်းကျွန်တော်တို့เนาะကြားနိုင်ဖို့အင်အားများပါတယ်ဗျာเนาะအပူကကြားနိုင်ဖို့အင်အားများပါတယ်သူကတလားကျော်ပြီပေါ့ဗျာเนาะတလားနဲ့တပွဲပေါ့ဒီတပွဲနဲ့ဆိုတလားခွဲတလားခွဲကိုကျွန်တော်တို့ဒီမှာအပူးကြပြီးတော့3ညာဘူးလို့ကြပြီးသွားလဲကွာသူကအပူးပြောက်သွားတဲ့အတွက်10ဘူးကောင်းပါတယ်ဗျာเนาะအပူးကြိုက်နှစ်တိုင်ကျွန်တော်ကတော့เนาะဘယ်နေ့ထွက်မယ်လို့တော့မှန်းလို့မရဘူးပေါ့ဗျာเนาะမှန်းလို့မရဘူးကျွန်တော်နေတိုက်ဒီမှာတွေ့ရင်လည်းကျွန်တော်เนาะပြပြီးပါမယ်ပြုတ်ပြီးပါမယ်ကဏ္ဍပို့ပြီးပါမယ်ပေါ့ဗျာเนาะအဲ့တော့အပူးကတော့ဒီလာမယ်ပွဲမှာအပူးကတော့လိုင်းနိုင်ကြီးအားများပါတယ်ဗျာနော်69ရာခိုင်နှုန်းလောက်တော့ကျွန်တော်ခံမှန်းကြည့်ပေါ့ဗျာနော်တက်ရတော့လည်းမတည်ဘူးပေါ့ကျွန်တော်လည်းစက်ကိုင်းမဟုတ်တဲ့အတွက်သူကလာဖို့အင်အားတော့များပြီပေါ့ဒါဆိုရင်ကျွန်တော်တို့ကကြည့်မယ်ဒီ3ဒီ3ကဏ္ဍနှလုံးပေါင်းချင်းဒီ6ဒီ9နဲ့ပေါင်းတော့3အဲ့ဒီ3ရဲ့ပါဝါ8တလုံးကျွန်တော်တို့ဘာလို့ကြာပြီးကြတဲ့38 68ဆိုပြီး8တလုံးကိုသူကကြာပြီးဒီ3ဒီ8ကဏ္ဍနှလုံးပေါင်းချင်းဒီ1ဒီ8နဲ့ပေါင်းတော့9ဆိုတော့အဲ့ဒီ9ရဲ့ပါဝါ4တလုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်သီးအနေနဲ့ကြာပေးရပါမယ်ဆိုတော့ဘာလို့ကြာပေးခဲ့လဲ90ဆိုပြီး9တလုံးကိုသူကကြာပေးခဲ့တယ်ဗျနော်sorry 42ဆိုပြီးသူက4တလုံးကိုကြာပေးခဲ့တယ်ဗျနော်42ဆိုပြီး4တလုံးကိုကြာပေးခဲ့တယ်ဒီ4ဒီ2ကဏ္ဍနှလုံးပေါင်းရင်းဒီ6ဒီ3ညာနဲ့ပေါင်းတော့6အဲ့ဒီ6ကပါဝါ1တလုံးကလည်းနောင်တပွဲမှာမပြောက်ပတ်သီးပါဆိုတော့1ဘူးဆိုပြီးသူကလည်းကြာပေးခဲ့တယ်ဒီ4ဒီ5ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ6နဲ့ပေါင်းတော့9အဲ့ဒီ9ရဲ့ပါဝါ1တလုံးကလည်းနောင်တပွဲမှာမပြောက်ပတ်သီးပါဆိုတော့51ဆိုပြီးသူကလည်းကြာပေးခဲ့တယ်ဒီ3ဒီ5ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဒီ1နဲ့ပေါင်းတော့9အဲ့ဒီ9ရဲ့ပါဝါ4တလုံးကလည်းနောင်တပွဲမှာမပြောက်ပတ်သီးပါဆိုတော့48ဆိုပြီးသူကလည်းကြာပေးခဲ့တယ်ဒီ9ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်လေနော်ဒီ6နဲ့ပေါင်းတော့3ရဲ့ပါဝါ8တလုံးကလည်းနောင်တပွဲမှာမပြောက်ပတ်သီးပါဆိုတော့48ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်48ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒီခွန်ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဒီ8နဲ့ပေါင်းတော့8အဲ့ဒီ8ကပါဝါ3တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့34 83ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒီခွန်ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီ4နဲ့ပေါင်းတော့3ညအဲ့ဒီ3ညရဲ့ပါဝါ5တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့53ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒါကအပင်ရှည်ပြနော်6လကျော်9လထဲမှာ1လ2လ3လ4လ5လ6လ9လထဲကိုကျွန်တော်ဒါကသူကပွဲချုပ်နော်ပွဲချုပ်ပတ်တီးပေါ့ဗျာနော်ပွဲချုပ်မပြောက်ပတ်တီးဒီ1ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဒီ3နဲ့ပေါင်းတော့1တဲ့1ကပါဝါ6တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်တီးပါဆိုတော့သူကဒီမှာ6ဘူးဆိုပြီး6တလုံးကိုကြာပြီးတယ်ဒီ9ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ2ဒီ3ညနဲ့ပေါင်းတော့2ပါဝါခွန်တလုံးကကျွန်တော်တို့နောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့83ဒီမှာကျွန်တော်တို့အင်္ဂါနေဖောင်းတော့ကြောယူမယ်ဗျာနော်ဒီခွန်ဒီ1ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်1ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဒီခွန်နဲ့ပေါင်းတော့9တဲ့အဲ့ဒီ9ရဲ့ပါဝါ3ညာတလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့ဘာလို့ကြာပေးခဲ့တယ်20ဆိုပြီးသူကလည်းကြာပေးခဲ့တယ်ဗျာနော်9သိန်းကျော်ပြီတဲ့ကုန်းနေတာစီရတဲ့9သိန်းကျော်ပြီကုန်းနေဒီပွဲကြီးပြန်ရပြီပေါ့ဗျာနော်ကျွေတလဲကြက်တခုံသူတလှဲ့ကိုတလှဲ့ပေါ့ဒီတပွဲကိုရီအလှဲ့ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့သူကဘာလို့ကြာပေးခဲ့တယ်ဒီမှာ20ဆိုပြီးတော့ပေါ့ဗျာနော်20sorry 9ပါဝါ3ညနော်ဒီမှာ3ည20ဆိုပြီး3ညတလုံးကိုကြာပေးခဲ့တယ်ဗျာနော်ဟုတ်စီရတယ်ဟုတ်ရမယ်မဟုတ်လို့မရဘူးဒီပွဲတို့ကိုရီထိုးသားအလှဲ့ပေါ့ဗျာနော်ကျွန်တော်တို့ထိုးသားတွေအလှဲ့သူတို့ကြီးပဲစားနေလို့ပဲဖြစ်မလဲကျွန်တော်တို့လည်းပြန်ပြီးတော့အနိုင်လေးယူအောင်ပါပေါ့နော်ဒီ9ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ1တဲ့ဒီ3ညနဲ့ပေါင်းတော့1အဲ့ဒီ1ကပါဝါ6တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သီးပါဆိုတော့ဒီမှာဘာလို့ကြာပြီးကြလဲ60ဆိုပြီးသူကလည်းကြာပြီးကြတယ်ဗျာနော်ဒီ1ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ1 9ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညနော်ဒီ8နဲ့ပေါင်းတော့8တဲ့သူကဒဲယူတာဗျာနော်ကျွန်တော်ဒီထိတ်ကနေသူကဒဲယူတာကိုကျွန်တော်ပါဝါလှန်ပြီးတော့ခေါ်လာတာပ
ပါဝါလှမ်းပြီးခေါ်တာဗျာနော်ကျွန်တော်ဒါ3 site စောစောက3 site နဲ့ရောသွားတာဗျာနော်ကျွန်တော်ဒီမှာ10ပါဝါ3စောစောကဒီ3 site နဲ့ရောသွားတာ3 site နဲ့ရောသွားတာဗျာနော်ဒီ3 site နဲ့ရောသွားဒါ3ပေါ့ဗျာနော်3ကကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့3ဒီ4ချက်ပေါ့3 site နဲ့ရောသွားတာဗျာနော်အဲ့တော့ကျွန်တော်တို့နောင်3တစ်ချက်ပေါ့ဗျာနော်3တစ်ချက်ထပ်ပြတယ်ကျွန်တော်ဟူးမကျော်မွေးကနန်း3ခွက်3တလုံးပိုင်ကို385နဲ့ကကျွန်တော်3ဒီမှာဘယ်နှချက်4ချက်ပေါ့ဗျာနော်ကျွန်တော်စောစောက light ကိုပြတာနော်ကျန်တဲ့ပြတရားလုံးတွေရှိသေးတော့ကျွန်တော် light တာရှိမှဆိုလို့3ကိုခြံထားပြီးပြတာအဲ့3 site ကိုကျွန်တော်နော်အခုပြလိုက်တာက3 site ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကဒီမှာ8ကတစ်ချက်ပဲရာသေးတယ်ဟုတ်ပြီ8တစ်ချက်ပဲရာသေးတယ်ဆိုတော့ကျွန်တော်တို့8ကိုထပ်သွားမယ်ပေါ့ဗျာနော်သူက8တစ်ချက်ကနောင်တစ်ချက်ကဘယ်လိုလာတဲ့ဆိုတော့ကျွန်တော်သူကလည်းဒီ4ဒီ6ပေါ့ဗျာနော်4 6ကဏ္ဍနှလုံးပေါင်းချင်းဒီ3ညဒီ4နဲ့ပေါင်းတော့4အဲ့ဒီ4တလုံးကလည်းတဲ့နောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့4ဘူးသူကဒဲယူတာပေါ့ဗျာနော်ဒီနှစ်ဒီ8ကဏ္ဍနှလုံးပေါင်းချင်းဒီ3ညဒီ9နဲ့ပေါင်းတော့9အဲ့ဒီ9တလုံးကနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့52နော်52ဆိုပြီးသူကကြာပြီးခဲ့တယ်ဒီ3ညဒီ9ကဏ္ဍနှလုံးပေါင်းချင်းဒီ3ည9ကဏ္ဍနှလုံးပေါင်းချင်းဒီ9ဒီ1နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့20ဆိုပြီးသူကလည်းကြာပေးခဲ့တယ်ဒီ8ဒီ4ကဏ္ဍနှလုံးပေါင်းချင်းဒီ2ဒီ9နဲ့ပေါင်းတော့1အဲ့ဒီ1တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့သူက1နဲ့ကျွန်တော်တို့ဒီမှာတနင်္လာနေ့ဖောင်းထားတော့ကြောယူမယ်ဒီပွဲကလည်းဖောင်းထားတော့ကျွန်တော်တို့ကြောယူမယ်ပေါ့ဗျာနော်ဒီ1ဒီ3ညကဏ္ဍနှလုံးပေါင်းချင်းဒီ1ဒီ4နဲ့ပေါင်းတော့9အဲ့ဒီ9တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့54ဆိုပြီးသူကလည်းကြာပေးခဲ့တယ်ဒီ9ဒီ3ညကဏ္ဍနှလုံးပေါင်းချင်းဒီ9ဒီ4နဲ့ပေါင်းတော့3အဲ့ဒီ3တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့1 3ဆိုပြီးသူကလည်းကြာပေးခဲ့တယ်ဒီမှာတနင်္လာနေ့ဖောင်းတော့ကျွန်တော်တို့ကြောယူမယ်ဗျာနော်ဒီ9ဒီ6ကဏ္ဍနှလုံးပေါင်းချင်းဒီ9ဒီ6နဲ့ပေါင်းတော့1အဲ့ဒီ1တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့1 4ဆိုပြီးသူကလည်းကြာပေးခဲ့တယ်ဒီ3ဒီ9ကဏ္ဍနှလုံးပေါင်းချင်းဒီ2ဒီ3နဲ့ပေါင်းတော့တဲ့ကျွန်တော်တို့9အဲ့ဒီ9တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့35ဒီ9ဒီ6ကဏ္ဍနှလုံးပေါင်းချင်းဒီ1ဒီ9နဲ့ပေါင်းတော့6အဲ့ဒီ6တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့60ဒီမှာလည်းကျွန်တော်တို့ဖောင်းထားတော့ကြောယူမယ်ဗျာနော်ဒီ3ဒီ4ကဏ္ဍနှလုံးပေါင်းချင်းဒီခွန်9နဲ့ပေါင်းတော့6အဲ့ဒီ6တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့26ဆိုပြီးသူကလည်းကြာပြီးခဲ့ဒီ9ဒီ8ဒီ9ကဏ္ဍနှလုံးပေါင်းချင်းဒီ8 9ကဏ္ဍနှလုံးပေါင်းချင်းဒီ3ဒီခွန်နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့60ဆိုပြီးသူကလည်းကြာပြီးခဲ့9 3ညကဏ္ဍနှလုံးပေါင်းချင်းဒီ9ဒီ1နဲ့ပေါင်းတော့2နဲ့ပေါင်းတော့1အဲ့ဒီ1တလုံးကလည်းမပြောက်ပတ်သေးပါဆိုတော့16ဆိုပြီးနောက်တစ်ပွဲမှာသူကကြာပြီးခဲ့တယ်6လေးကဏ္ဍနှလုံးပေါင်းချင်းဒီ3ညဒီ3နဲ့ပေါင်းတော့3အဲ့ဒီ3တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့34ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒီ1ဒီ3ကဏ္ဍနှလုံးပေါင်းချင်းဒီ4ဒီ9နဲ့ပေါင်းတော့9အဲ့ဒီ9တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့90ခွန်ဆိုကြာပြီးခဲ့တယ်ဒီ2ဒီ3ကဏ္ဍနှလုံးပေါင်းချင်းဒီ9ဒီ1နဲ့ပေါင်းတော့4အဲ့ဒီ4တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့41ဆိုသူကလည်းကြာပြီးခဲ့တယ်3ညခွန်ကဏ္ဍနှလုံးပေါင်းချင်းဒီခွန်နဲ့4နဲ့ပေါင်းတော့1အဲ့ဒီ1တလုံးကလည်းမပြောက်ပတ်သေးပါဆိုတော့1ခွန်ဆိုပြီးကြာပြီးခဲ့တယ်ဒီမှာကျွန်တော်တို့ဖောင်းပွဲရှိတော့ကြောယူမယ်ဗျာနော်9 3ကဏ္ဍနှလုံးပေါင်းချင်းဒီ8ဒီ8နဲ့ပေါင်းတော့6အဲ့ဒီ6တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပတ်သေးပါဆိုတော့61ဒီမှာကျွန်တော်တို့ဗုဒ္ဓဟူးနေ့ဖောင်းထားတော့ကြောယူမယ်ဗျာနော်အဲ့တော့ဒီ3ညဒီ2ကဏ္ဍနှလုံးပေါင်းချင်းဒီ2ဒီ6နဲ့ပေါင်းတော့8အဲ့ဒီ8တလုံးကလည်းဒီတစ်ပွဲမှာမပြောက်ပတ်သေးဆိုတော့8ဒီကျွန်တော်တို့2ချက်ဒါ6လပေါ့ဗျာနော်6လကို9လတင်ပြည့်ပေါ့ဗျာနော်6လကို9လတင်ပြည့် site ဒီကျွန်တော်တို့ပတ်သီးဒီ10ပတ်သီးဒီ2ချက်နော်2ချက်ကျွန်တော်နောက်တစ်ချက်ထပ်ပြအောင်ပေါ့ဗျာနော်ဓာတ်ချုပ်ပေါ့ဗျာနော်6လကို
6လခွဲ9လပြည့်အရှိမှလည်းအရှိတွေကသူကရှိကြပေါ့ဗျာနော်ကျွန်တော်တို့ကအရှိပင်မှာဒီမှာကလန်ဒါကဒီတကွင်ပြင်ဆွဲထားတော့ကျွန်တော်တို့တလဒီနောက်ကိုဖယ်လိုက်ရတယ်ပေါ့ဒီ9ဒီ9ပေါ့ဗျာနော်9 5ကဏ္ဍနှလုံးပေါင်းခြင်းဒီ4 9 5ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီကျွန်တော်တို့ဒီ3ညနဲ့ပေါင်းတော့4ရယ်နော်4ဆိုတော့အဲ့4တလုံးကလည်းနောင်တပွဲမှာမပြောက်ပဲတီးပါဆိုတော့သူကလည်းဒီမှာ4ဘူးဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်ကြာပြီးခဲ့တယ်4ဘူးဆိုပြီးကြာပြီးခဲ့တယ်ဒီ1ကဒီ4ရဲ့1 4ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ1နဲ့ပေါင်းတော့6အဲ့ဒီ6တလုံးကလည်းနောင်တပွဲမှာမပြောက်ပဲတီးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ26ဆိုပြီးသူကလည်းကြာပြီးခဲ့ဒီခွန်ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဒီခွန်နဲ့ပေါင်းတော့ခွန်အဲ့ဒီခွန်တလုံးကလည်းနောင်တပွဲမှာမပြောက်ပဲတီးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲကျွန်တော်တို့3ညခွန်ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဗျာနော်ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီ8နဲ့ပေါင်းတော့တဲ့4တဲ့အဲ့ဒီ4တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့34ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်9နှစ်ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်တဲ့ဒီ8နဲ့ပေါင်းတော့9အဲ့ဒီ9တလုံးကလည်းမပြောက်ပဲသေးပါဆိုတော့နောက်တစ်ပွဲမှာ59ဆိုသူကကြာပြီးခဲ့တယ်ဗျာနော်ဒီမှာကျွန်တော်တို့ဖောင်းပွဲခံထားတော့ကြောယူမယ်ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ရှင်းတဲ့ပေါင်းတော့နှစ်အဲ့ဒီနှစ်တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့21ဆိုသူကလည်းကြာပြီးခဲ့တယ်ဗျာနော်21ဆိုကြာပြီးခဲ့တယ်ဒီ3ဒီ4ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ဒီ3နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့3ည5ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒီ8ဒီ1ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ3နဲ့ပေါင်းတော့2အဲ့ဒီ2တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့21ဆိုသူကလည်းကြာပြီးခဲ့တယ်ဒီ3ညဒီ4ကဏ္ဍနှလုံး3ည4ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ6နဲ့ပေါင်းတော့4တဲ့အဲ့ဒီ4တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့1443ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒီ3ဒီခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဒီခွန်နဲ့ပေါင်းတော့ခွန်တဲ့အဲ့ဒီခွန်တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ80ခွန်ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်နော်ဒီ8ကဒီ8ကကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဒီ4နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ3ညဘူးဆိုပြီးကြာပြီးခဲ့တယ်ဗျာနော်ကျွန်တော်တို့ဒီမှာကဗုဒ္ဓဟူးနေ့ဖောင်းထားတော့ယူလို့မရဘူးဗျာနော်ဒီနှလုံးပဲယူလို့ရမယ်ဗုဒ္ဓဟူးနေ့ညနေစီးရဲ့နောက်လုံးကိုကျွန်တော်တို့ယူမရတော့ကြောယူမယ်နောက်တစ်ပွဲကိုဒီ9ဒီ8ကဏ္ဍနှလုံးပေါင်းခြင်းဒီ3 9နဲ့ပေါင်းတော့2အဲ့ဒီ2တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့82ဒီ9ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ9 6ကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဒီ9နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့60ဆိုပြီး3ညတလုံးကိုကြာပြီးခဲ့တဲ့ဒီ8ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ4ဒီ9နဲ့ပေါင်းတော့3အဲ့ဒီ3တလုံးကလည်းခင်မာတွေကမင်္ဂလာပါဟုတ်ကဲ့ပါဗျာနော်သူစာစုကလည်းမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမတွေအားလုံးမင်္ဂလာပါဗျာနော်ဒီပွဲမှာထိထိမိမိရကြပါစေပေါက်ကြပါစေဗျာနော်ရှုံးထားတဲ့များအရှုံးတွေကြည့်ပြီးအမြန်များရကြပါစေဗျာနော်ကျွန်တော်တို့ဘာလို့ကြာပေးခဲ့လဲ83ဆိုပြီး3တလုံးကိုသူကလည်းကြာပေးခဲ့တယ်ဒီ3ရက်ဒီ9ရက်ကဏ္ဍနှလုံးပေါင်းခြင်းဒီ3 9ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့ကျွန်တော်တို့နှစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ3နဲ့ပေါင်းတော့9အဲ့ဒီ9တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့53ဆိုသူကလည်းကြာပြီးခဲ့တယ်ဒီ9ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဒီ2နဲ့ပေါင်းတော့တဲ့ခွန်အဲ့ဒီခွန်တလုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပဲသေးပါဆိုတော့1ခွန်ဆိုပြီးခွန်တလုံးကိုကြာပြီးခဲ့တယ်ဒီခွန်ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့3ဒီ6နဲ့ပေါင်းတော့9အဲ့ဒီ9တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့39ဆိုသူကလည်းကြာပြီးခဲ့တယ်ဒီခွန်ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဒီ1နဲ့ပေါင်းတော့1အဲ့ဒီ1တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့1ခွန်ဆိုပြီးသူကကြာပြီးခဲ့တယ်ဒီမှာကျွန်တော်တို့အင်္ဂါနေဖောင်းတော့ကြောယူဒီ1ကဒီ1ကကဏ္ဍနှလုံးပေါင်းခြင်းဒီ2ဒီ3နဲ့ပေါင်းတော့9အဲ့ဒီ9တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့56ဆို9တလုံးကိုကြာပြီးခဲ့တယ်ဒီမှာကဗုဒ္ဓဟူးနေ့ဖောင်းထားတဲ့အတွက်ညနေစီဗုဒ္ဓဟူးနေ့ညနေစီနောက်ပိတ်ယူမရတဲ့အတွက်ကျွန်တော်တို့ဒီတစ်ချက်လဲကြောယူရမယ်ပေါ့ဗျာနော်ဒီ9ကဏ္ဍနှလုံးပေါင်းခြင်းဒီ8တဲ့နော်ဒီ3ညနဲ့ပေါင်းတော့8အဲ့ဒီ8တလုံးကလည်းကျွန်တော်တို့မပြောက်ပဲသေးနေတဲ့ဒီပွဲမှာသူကကစားပြရပါမယ်ဆိုတော့8ဒီကျွန်တော်တို့
ခွန်လာတဲ့ရောင်နေတဲ့ပတ်တီးအရှိသည်ကျွန်တော်တို့မပြောက်ပတ်တီးအရှိသည်3ချက်ပေါ့ဗျာနော်3ချက်ကျွန်တော်တို့နောက်တစ်ချက်ကဒီ6ကဒီ8ကပေါ့ဗျာ6 8ကဏ္ဍနှလုံးပေါင်းခြင်းဒီတဲ့ကျွန်တော်တို့4ဖြစ်တဲ့အတွက်အဲ့ဒီ4ရဲ့ပါဝါကျွန်တော်တို့ခွန်4ရဲ့ပါဝါ6တလုံးကလေတဲ့နောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့59เนาะဒီမှာကကျွန်တော်တို့ဗုဒ္ဓဟူးနေဖောင်းထားတော့ကြောယူမယ်ပြောဗျာနော်ဗုဒ္ဓဟူးနေဖောင်းထားတော့ကြောယူမယ်ဒီ1ကဒီ8ကကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်အဲ့ဒီ6ရဲ့ပါဝါ4တလုံးကလည်းတဲ့ကျွန်တော်နောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့43ဆိုသူကလည်းကြာပြီးခဲ့43ဆိုကြာပြီးခဲ့ဒီ1ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ4အဲ့ဒီ4ရဲ့ပါဝါ6တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့98ဒီ4ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်အိုက်ခွန်ရဲ့ပါဝါနှစ်တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့21ဆိုသူကလည်းကြာပြီးခဲ့တယ်ဒီ9ဒီ3ညကဏ္ဍနှလုံးပေါင်းခြင်းဒီကဏ္ဍနှလုံးပေါင်းခြင်းဒီရဲ့9ဖြစ်တဲ့အတွက်9ပါဝါ3ညတလုံးကလည်းကျွန်တော်တို့နောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့20ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်3ခွန်ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညရဲ့ပါဝါ9တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့3ည9ဆိုသူကလည်းကြာပြီးခဲ့တယ်ဗျာနော်3ည9ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒီခွန်ဒီလေးကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်လေးကဏ္ဍနှလုံးပေါင်းခြင်းဒီ1ဖြစ်တဲ့အတွက်1ကပါဝါ6တလုံးကလည်းကျွန်တော်တို့နောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ60ဆိုကြာပြီးခဲ့တယ်ဒီမှာကျွန်တော်တို့ဖောင်းမွှရှိတော့ကြောယူမယ်ဗျာနော်ဒီ6ဒီကိုကဏ္ဍနှလုံးပေါင်းခြင်းဒီ6ကိုကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်9ပါဝါ3ညဆိုတော့ကျွန်တော်တို့မှာ3ည1ဆိုပြီးသူကလည်းကြာပြီးခဲ့တယ်ဒီ6ဒီကိုကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့ပါဝါ3ညဆိုတော့ဒီမှာကျွန်တော်တို့60ဆိုကြာပြီးခဲ့တယ်ဒီ8ဒီကိုကဏ္ဍနှလုံးပေါင်းခြင်းဒီခွန်ရဲ့ပါဝါ2အဲ့ဒီ2တလုံးကဒီမှာ29ဆိုပြီးကြာပြီးခဲ့တဲ့82လဲကြာတယ်ပေါ့ဗျာနော်ဒီ3ညဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဖြစ်တဲ့အတွက်3ရဲ့ပါဝါ8တလုံးဆိုတော့ကျွန်တော်တို့81ဆိုသူကလည်းကြာပြီးခဲ့တယ်ဒီ3ဒီနဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ပါဝါ3ညဆိုတော့ကျွန်တော်တို့3ည2ဆိုကြာပြီးခဲ့တယ်ပေါ့ဗျာနော်3ည2ဆိုပြီးတော့လည်းကြာပြီးခဲ့တယ်ဒီ3ညဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ6ဖြစ်တဲ့အတွက်6ကပါဝါ1ဆိုတော့ကျွန်တော်တို့41ဆိုသူကလည်းကြာပြီးခဲ့တယ်ဒီ8ဒီ1ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့ပါဝါ4တလုံးဆိုတော့42ဒီမှာကျွန်တော်တို့ဗုဒ္ဓဟူးနေဖောင်းတော့ကြောယူမယ်ဗျာနော်ဒါဆိုရင်ဒီခွန်ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ညဖြစ်တဲ့အတွက်3ညရဲ့ပါဝါ9တလုံးဆိုတော့ဒီမှာ56ဆိုသူကလည်းကြာပြီးခဲ့တယ်ဒီမှာဗုဒ္ဓဟူးနေဖောင်းတာတော့ကျွန်တော်တို့ကြောယူမယ်ဗျာနော်ဒါဆိုရင်ဒီ3ရဲ့ဒီ3ညရဲ့ကဏ္ဍနှလုံးပေါင်းခြင်းဒီ3ဖြစ်တဲ့အတွက်3ရဲ့ပါဝါ8တလုံးဆိုတော့ကျွန်တော်တို့8ဒီဘယ်နှချက်လဲ4ချက်နော်8ဒီကျွန်တော်တို့4ချက်ကဲကျွန်တော်အင်္ဂါမကျော်ပဲပြလိုက်တော့မယ်ဗျာနော်ဒီမှာတစ်ချက်ရှိသေးတယ်ပေါ့ဒီမှာတစ်ချက်ရှိသေးတယ်ဒါပေမဲ့ကျွန်တော်တို့ guide ကတအားရှိသွားရတော့နော်တအားရှိသွားဒီမှာကျွန်တော်တို့က8ဒီ4ချက်နော်8ဒီ4ချက်ကျွန်တော်နောက်အင်္ဂါမကျော်တဲ့ဟာကိုနောက်တရွက်ကလေးနဲ့ထပ်ပြပေးမယ်ဗျာနော်ကျွန်တော်တို့ဒီမှာပေါ့ဗျာနော်ဒီ2ကဒီ1ကနော်နှလုံးပေါင်းခြင်းဒီ3ဖြစ်တယ်ဆိုတော့သူကဒဲယူတာ3တလုံးကလည်းနောက်တစ်ပွဲမှာမပြောက်ပဲသေးပါဆိုဒီမှာ13နော်13သူကဒဲယူတာအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုဒီ9ဒီ3ကဏ္ဍနှလုံးပေါင်းခြင်းဒီ8ဖြစ်တဲ့အတွက်8တလုံးကကျွန်တော်တို့ဒီမှာနော်မပြောက်ပဲသေးဆိုတော့8ဒီစောစောက4ချက်အခုတစ်ချက်5ချက်ဒါဆိုကျွန်တော်အင်္ဂါမကျော်ကိုပြပေးမယ်ဗျာနော်ဂါမကျော်8ကိုပြပေးမယ်ကျွန်တော်တို့ဒီ3ညဒီကို3ညကိုကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်အဲ့ဒီ9ရဲ့ပါဝါ4တလုံးနဲ့အဲ့ဒီ4တလုံးကနောက်တစ်ပွဲမှာသူကအင်္ဂါမကျော်ပတ်တီးပါဆိုတော့48ဆိုပြီးအင်္ဂါနေ့ညနေစီမှာသူကကြာပြီးခဲ့တယ်ဒီ9ဒီ6ကဏ္ဍနှလုံးပေါင်းခြင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့ပါဝါ3ညတလုံးကလည်းသူကနောက်တစ်ပွဲမှာအင်္ဂါမကျော်ပတ်တီးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲ3ည1ဆိုပြီးတနင်္လာနေ့မနက်စီမှာတင်သူကလည်းကြာပြီးခဲ့တယ်ဒီကဏ္ဍနှလုံးပေါင်းခြင်းဒီ2ဖြစ်တဲ့အတွက်အဲ့ဒီ2ကပါဝါခွန်တလုံးကလည်းနောက်တစ်ပွဲမှာအင်္ဂါမကျော်ပတ်တီးပါဆိုတော့အင်္ဂါနေ့မနက်ဈေးမှာတင်1ခွန်ဆိုပြီးခွန်တလုံးကိုသူကကြာပြီးခဲ့တယ်
ဒီရှစ်ဒီနှစ်ကဏ္ဍနှလုံးပေါင်းချင်းဒီ3ညဖြစ်တဲ့အတွက်3ညရဲ့ပါဝါ9တလုံးကလည်းကျွန်တော်တို့နောင်တပွဲမှာသူကမပြောက်ပတ်သီးပေါ့ဗျာနော်အင်္ဂါမကျော်မပြောက်ပတ်သီးအနေနဲ့ကြာပေးရပါမယ်ဆိုတော့ဘာလို့ကြာပေးခဲ့လဲအင်္ဂါနေ့မနက်ဈေးမှာ50ခွန်ဆိုသူကလည်းကြာပေးခဲ့တယ်ဒီ6ဒီ3ညကဏ္ဍနှလုံးပေါင်းချင်းဒီ6ဖြစ်တဲ့အတွက်6ကပါဝါ1တလုံးကလည်းနောင်တပွဲသူကအင်္ဂါမကျော်ရပါဘူးဆိုတော့ကျွန်တော်တို့ဒီမှာအင်္ဂါဘုတ်တူဖောင်းထားတော့ကြာတာပရိနေ့နော်ထွက်တဲ့2ရက်အတွင်းမှာနော်ဂျာတာပရိနေ့ညနေစီမှာ1ခွန်ဆိုပြီးသူကလည်းနော်1ခွန်ဆိုပြီးဒီမှာ1တလုံးကိုသူကလည်းလိုက်ကြပေးခဲ့တယ်ဒါကကျွန်တော်တို့အင်္ဂါမကျော်ဆိုတော့ထွက်တဲ့2ရက်အတွင်းပဲကျွန်တော်တို့ခေါ်ရမှာပြီမယ်နော်ဒီမှာအင်္ဂါဘုတ်တူဖောင်းထားတော့အဲ့တော့ဒီ9ဒီ3ကဏ္ဍနှလုံးပေါင်းချင်းဒီ10ဖြစ်တဲ့အတွက်အဲ့ဒီ10ကပါဝါ3တလုံးကလည်းတဲ့နောက်တစ်ပွဲမှာသူကအင်္ဂါမကျော်ပတ်တီးပါဆိုတော့အင်္ဂါနေ့ညနေစီမှာရင်30ခွန်ဆိုပြီးသူကလည်းကြာပေးခဲ့တယ်ဗျာနော်ဒီ3ညဒီ9ကဏ္ဍနှလုံးပေါင်းချင်းဒီ9ဖြစ်တဲ့အတွက်အဲ့ဒီ9ရဲ့နက်ခတ်တဲ့sorry 9ရဲ့ပါဝါ3ညတလုံးကလည်းနောက်တစ်ပွဲမှာသူကမပြောက်ပတ်တီးပါဆိုတော့အင်္ဂါမကျော်မပြောက်ပတ်တီးပါဆိုတော့အင်္ဂါနေ့ညနေစီမှာ20ဆိုပြီးသူကလည်းတစ်ချက်ကြာပေးခဲ့တယ်ဒီကွန်တီတစ်ကဏ္ဍနှလုံးပေါင်းချင်းဒီ10ဖြစ်တဲ့အတွက်အဲ့ဒီ10ကပါဝါ3တလုံးကလည်းတဲ့ကျွန်တော်တို့နောက်တစ်ပွဲမှာအင်္ဂါမကျော်ပတ်တီးပါဆိုတော့ကျွန်တော်တို့ဘာလို့ကြာပေးခဲ့လဲ23ဆိုပြီးတနင်္လာနေ့မနက်ဈေးမှာတင်သူကလည်းကြာပြီးခဲ့တယ်ဒါဆိုရင်ဒီ3ဒီ3ညကဏ္ဍနှလုံးပေါင်းချင်းဒီ3ဖြစ်တဲ့အတွက်3ရဲ့ပါဝါ10တလုံးကလည်းတဲ့ကျွန်တော်တို့ဒါကဂါမကျော်ပေါ့ဗျာနော်ဂါမကျော်ကျွန်တော်တို့10နော်3ပါဝါ10ပေါ့ဗျာနော်3ပါဝါ10ဒီတဲ့ကျွန်တော်တို့အခုလာမယ်ပွဲမှာအင်္ဂါမကျော်ကျွန်တော်တို့ပတ်တီးနော်အင်္ဂါမကျော်ပတ်တီးပေါ့နောက်တစ်ချက်ကပေါ့ဗျာနော်နောက်တစ်ချက်ကိုကျွန်တော်ထပ်ပြပေးမယ်သူလည်းအင်္ဂါမကျော်ပေါ့ဗျာနော်ဒီ6ဒီ3ညကဏ္ဍနှလုံးပေါင်းချင်းဒီ6ဒီ3နဲ့ပေါင်းတော့9အဲ့ဒီ9တလုံးကလည်းတဲ့အဲ့ဒီ9တလုံးကလည်းနောင်တပွဲမှာသူကအင်္ဂါမကျော်ပတ်တီးပါဆိုတော့တနင်္လာနေ့မနက်စီးမှာတင်59ဆိုပြီးသူကလည်း9တလုံးကိုကြာပေးခဲ့တယ်ဒီ9ဒီလေးကဏ္ဍနှလုံးပေါင်းချင်းဒီ9ဒီ1နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတလုံးကလည်းနောက်တစ်ပွဲမှာအင်္ဂါမကျော်ပတ်တီးပါဆိုတော့ကျွန်တော်တို့ဘာလို့ကြာပေးခဲ့လဲ3ည1ဆိုပြီးသူကလည်းကြာပေးခဲ့တယ်တနင်္လာနေ့မနက်ဈေးတင်ဒီ3ညဒီ3ကဏ္ဍနှလုံးပေါင်းချင်းဒီ3ဒီ10နဲ့ပေါင်းတော့1အဲ့ဒီ1တလုံးကလည်းနောက်တစ်ပွဲမှာအင်္ဂါမကျော်ပတ်တီးပါဆိုတော့ကျွန်တော်တို့အင်္ဂါနေ့မနက်ဈေးမှာတင်1ခွန်ဆိုပြီး1တလုံးကိုကြာပေးခဲ့တယ်ဒီလေးဒီ3ကဏ္ဍနှလုံးပေါင်းချင်းဒီခွန်ဒီ3ညနဲ့ပေါင်းတော့ခွန်တဲ့အဲ့ဒီခွန်တလုံးကလည်းနောက်တစ်ပွဲမှာသူကအင်္ဂါမကျော်ပတ်တီးပါဆိုတော့အင်္ဂါနေ့မနက်ဈေးမှာတင်50ခွန်ညနေဈေးမှာ80ဆိုပြီးခွန်တလုံးကိုကြာပေးခဲ့တယ်ဒီ6ဒီခွန်ကဏ္ဍနှလုံးပေါင်းချင်းဒီ3ဒီ3ညနဲ့ပေါင်းတော့3အဲ့ဒီ3တလုံးကလည်းနောက်တစ်ပွဲမှာအင်္ဂါမကျော်ပတ်တီးပါဆိုတော့83ဆိုပြီး3တလုံးကိုကြာပေးခဲ့တယ်ဒီမှာကျွန်တော်တို့အင်္ဂါနေ့ဖောင်းထားတော့ကျွန်တော်တို့ယူစရာမရှိတော့ဒီပွဲကိုကြောယူရမယ်ပေါ့ဗျာနော်ဒီနှစ်ဒီ3ကဏ္ဍနှလုံးပေါင်းချင်းဒီ9ဒီ3ညနဲ့ပေါင်းတော့9တဲ့အဲ့9တလုံးကလည်းနောက်တစ်ပွဲမှာသူကအင်္ဂါမကျော်ပတ်တီးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲအင်္ဂါနေ့မနက်ဈေးမှာ56ဆိုသူကလည်းကြာပြီးခဲ့တယ်ဒီနှစ်ကဏ္ဍနှလုံးပေါင်းချင်းဒီ4ဒီ3 6နဲ့ပေါင်းတော့3ညအဲ့ဒီ3ညတလုံးကလည်းနောက်တစ်ပွဲမှာသူကအင်္ဂါမကျော်ပတ်တီးပါဆိုတော့ဘာလို့ကြာပြီးခဲ့လဲတနင်္လာနေ့ညနေဈေးမှာရင်သူက40ဆိုပြီး3ညတလုံးကိုကြာပြီးခဲ့တယ်ဒါဆိုရင်ကျွန်တော်တို့ဒီနှစ်ကဏ္ဍနှလုံးပေါင်းချင်းဒီ4ဒီ4နဲ့ပေါင်းတော့8တဲ့အဲ့ဒီ8တလုံးကလည်းအခုလာမယ်ပွဲမှာအင်္ဂါမကျော်ပတ်တီးဆိုတော့ကျွန်တော်တို့အင်္ဂါမကျော်ပတ်တီးက2လခွဲပေါ့ဗျာ2လခွဲအင်္ဂါမကျော်ပတ်တီးဒီ2ချက်ကျွန်တော်တို့6လခွဲ9လနော်ပတ်တီးဒီသူကပွဲချုပ်ပတ်တီးဒီကျွန်တော်တို့ကဒီမှာက4ချက်ဒီမှာ1ချက်နဲ့ဆိုရင်5ချက်ဆိုတော့9ချက်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ like ကတည်းဗျာနော်တနာရီကျော်သွားပြီဆိုတော့ကျွန်တော် like ကိုကျွန်တော်နားပါမယ်ဗျာနော်နားပါမယ်နောက်ကျောလေးမှာကဏ္ဍလေးတွေရေးပြန်စီပေးမယ်လို့ဗျာနော်ကဏ္ဍလေးတွေစီပေးပါမယ်အဲ့တော့လာမယ်အခုဒီပွဲကိုပေါ့ဗျာနော်အဲ့ဒီရှစ်တလုံးပိုင်နဲ့အင်္ဂါမကျော်မွေးကဏ္ဍလိုချင်ရင်ကျွန်တော် Viber ကနေပြီးတော့
ကြိုက်နှစ်သက်တဲ့ညီကိုမောင်နှမတွေကနော်ကြိုက်နှစ်သက်တဲ့ဆိုရင်ရှစ်တလုံးပိုင်နဲ့အင်္ဂါမကျော်မွေးကနန်းကိုလိုချင်ပါတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Viber ကနေဆက်သွယ်ပြီးတော့အဖွဲ့ဝင်လို့ရပါပြီဗျာနော်24ရက်မှကျွန်တော်တို့ဂါမကျော်ဂါမကျော်ပတ်တီးကိုပတ်ချင်ပါတယ်ဆိုရင်တော့ကျွန်တော်တို့ရှစ်ကိုပတ်ပါဗျာနော်ညီကိုမောင်နှမကိုညီကိုမောင်နှမရေရှစ်ပတ်တီးပေါ့ဗျာနော်ပတ်တီးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ရှစ်ပတ်တီးကိုပတ်ပါအင်္ဂါမကျော်မွေးကနန်းရှစ်နဲ့ပေါ့ဗျာနော်အင်္ဂါမကျော်မွေးကနန်းကိုလိုချင်ပါတယ်ဆိုရင်တော့ Viber ကနေဆက်သွယ်ပြီးတော့အဖွဲ့ဝင်လို့ရပါပြီပြောအဲ့တော့ကျွန်တော်တို့ဟူးမကျော်ပေါ့ဗျာနော်ဟူးမကျော်မွေးကနန်း3ခွက်ဟုတ်တော့ဟူးမကျော်ပေါ့ဗျာနော်ဟူးမကျော်မွေးကကျွန်တော်တို့3တလုံးပိုင်ကို385နဲ့385နဲ့3ဘူး38 35ပေါ့ဗျာနော်ဒါလေးကိုတော့ကျွန်တော်တို့အားပြီးကစားပေါ့3ခွက်ဒါကသူကဟူးမကျော်မွေး3ခွက်နော်ဟူးမကျော်မွေး3ခွက်အဲ့တော့ကျွန်တော်တို့ကပရိတ်ပေါ့ဗျာနော်စောစောကပရိတ်ရဲ့အခွေရကြံလေးတယ်ကျွန်တော်တို့96ပရိတ်ပေါ့ဗျာနော်96ပရိတ်ကိုကျွန်တော်တို့ဒီက492 96ပရိတ်ကို492ပေါ့ဗျာနော်ဒီမှာ96ပရိတ်ကို492နဲ့ကျွန်တော်တို့ကကီးတယ်ပေါ့96ပရိတ်ကို492ကီးနဲ့ကကျွန်တော်တို့ကဒါကတစ်ချက်ဆိုတော့4နဲ့ပရိတ်9ဆိုတော့45 4နဲ့ပရိတ်6ဆိုတော့40နဲ့ကျွန်တော်တို့9နဲ့ပရိတ်9ဆိုတော့90 9နဲ့ပရိတ်6ဆိုတော့90နဲ့ခွန်အဲ့တော့ကျွန်တော်တို့2နဲ့ပရိတ်9ဆိုတော့20နဲ့ခွန်ဒီအောက်မှာတစ်ချက်ထပ်ရေးလိုက်မယ်ဗျာနော်20နဲ့ခွန်2နဲ့ပရိတ်6ဆိုတော့20နဲ့4ရာကျွန်တော်တို့ဒီမှာပါသွားပြီဆိုတော့ကျွန်တော်တို့ထပ်မရေးတော့ဘူးပေါ့ဗျာနော်ထပ်မရေးတော့ဘူးသူ့ကိုလည်းဒီပရိတ်နဲ့ဒီကီးနဲ့ကြိုက်နှစ်သက်တယ်ဆိုရင်လည်းကျွန်တော်တို့ညီကောင်မောင်နှမတွေဒီဟာကိုအားပြီးတော့ကစားပေါ့ဗျာနော်ဒါကိုအားပြီးတော့ကစားပေါ့4542 90 9ခွန်2ခွန်နဲ့အဲ့တော့ကျွန်တော်တို့ကဗုဒ္ဓဟူးမကျော်အခွေနော်ဗုဒ္ဓဟူးမကျော်အခွေကလည်းတစ်ချက်ရှိပါသေးတယ်ပေါ့ဗျာနော်အဲ့တော့ဟူးမကျော်အခွေကဒါလေးပေါ့ဗျာနော်ဟူးမကျော်အခွေကကျွန်တော်တို့6ခွန်8 9ဟူးမကျော်အခွေနော်6ခွန်8 9ကျွန်တော်တို့ဒီမှာဟူးမကျော်ဟူးမကျော်အခွေကဗမာလူဖြစ်တော့ဗမာလူပဲရေးလိုက်တော့မယ်ဗျာနော်ဒါလေးခဏတွေ့ဖြတ်
6.89 အခွေနော်သူကလည်းသူကအပူးပါပေါ့ဗျာနော်အခွေဆိုတော့အပူးပါတယ်ပေါ့ဗုဒ္ဓဟူးမကျော်အခွေအပူးပါဒီပေါ့အဲ့တော့ဒီရှစ်တလုံးပိုင်နေပေါ့ဗျာနော်ဂါမကျော်ပတ်တီးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ရှစ်ပတ်တီးပေါ့ဗျာနော်ဟူးမကျော်မွေး3ဘက်ကတော့3ဘူး3835 96ပရိတ်ကို4 9နှစ်ထိကျ96ပရိတ်က4 5 4 2 90 9ခွန်2ခွန်နော်ဟူးမကျော်အခွေက6ခွန်8 9အဲ့တော့ကျွန်တော်တို့အင်္ဂါမကျော်ဂါမကျော်ကျွန်တော်တို့10ပိုင်နဲ့အဲ့ဒီ10ပိုင်နဲ့ပေါ့ဗျာနော်10ပိုင်နဲ့ဝေကနန်းလိုချင်ရင်အဖွဲ့ဝင်လို့ရပါပြီဗျာနော်အဖွဲ့ဝင်လို့ရပါပြီ10ပိုင်နဲ့မွေးဂါမကျော်10ပိုင်နဲ့မွေးကနန်းလိုချင်ရင်အဖွဲ့ဝင်လို့ရပါပြီဗျာနော်အဲ့တော့အဖွဲ့ဝင်ခြင်းနဲ့ဆန္ဒရှိတဲ့ညီကိုမောင်နှမတွေကအဖွဲ့ဝင်ရန်ဖုန်းနံပါတ်ကလေးတွေကတော့664 90 3 သူက Viber ရှိပါတယ်ဗျာနော် Viber ရှိတယ်ဝေပေးရှိပါတယ် Viber ရှိပါတယ်ဝေပေးရှိပါတယ်ကျွန်တော်တို့891 384 934သူက Viber ရှိပါတယ်ဗျာနော်သူလည်း Viber ရှိပါတယ် KB ရှိပါတယ်ဗျာနော်Viber မသုံးတဲ့ညီကိုမောင်နှမတွေက Telegram ရှိရင် Telegram link ကနေပြီးတော့လည်းအဖွဲ့ဝင်လို့ရပါတယ်ဗျာနော် Telegram link လေးကတော့ SHWE ရွှေ HI ရွှေရင် DHAR ဒါရွှေဟင်းတာနဲ့34ဆိုပြီး Telegram ကနေလည်းရိုက်ရှာပြီးတော့ကျွန်တော်တို့အဖွဲ့ဝင်လို့လည်းရပါတယ်ဗျာနော်ဒါက Telegram ပေါ့ဒါလေးကို screenshot ရိုက်ယူသွားပါဗျာနော်ကျွန်တော်တို့အင်္ဂါမကျော်10ပိုင်နဲ့မွေးကနန်းလိုချင်ရင်ကျွန်တော်တို့ဒီ Viber ကနေဆက်သွယ်ပြီးတော့အဖွဲ့ဝင်လို့ရပါပြီဗျာနော်ကျွန်တော်တို့ဂါမကျော်ပတ်တီးကတော့10ပတ်တီးပေါ့ဗျာနော်10ပတ်တီးစိတ်ဝင်စားတဲ့ညီမနှမတွေကအင်္ဂါမကျော်ပတ်တီးကိုပတ်ချင်ရင်10ကိုပတ်ပါဗျာနော်မွေးကနန်းကိုလိုချင်ရင်တော့ဒီ Viber ဖုန်းနံပါတ်ကလေးတွေကနေဆက်သွယ်ပြီးတော့အင်္ဂါမကျော်မွေးကနန်းကိုအဖွဲ့ဝင်ပြီးလာယူလို့ရပါပြီဗျာနော်ကျွန်တော်တို့ဟူးမကျော်မွေးကနန်း3ဘက်က3တလုံးပိုင်းတွေက3ဘူး3835ပေါ့ဗျာနော်3ဘူး3835 96ပရိတ်နဲ့ကျွန်တော်တို့4 9နှစ်ထိတဲ့96ပရိတ်က4 5 4 2 90 9ခွန်2ခွန်เนาะဒါလေးကြီးဒီပရိတ်နဲ့ကြီးကြိုက်တဲ့လူကသူကတော့ပွဲချုပ်ပေါ့ဗျာနော်ဒီ96ပရိတ်နဲ့4 9နှစ်ထိတဲ့ကြီးကပွဲချုပ်ကျွန်တော်တို့ဗုဒ္ဓဟူးမကျော်အခွေတချို့ကအခွေကိုလည်းကြိုက်နှစ်သက်တဲ့ညီကောင်မတွေကဒါဟူးမကျော်အခွေ6ခွန်8 9စီလီယန်အခွေပေါ့ဗျာနော်စီလီယန်အခွေသူကဟူးမကျော်အခွေအဲ့ဒါကျွန်တော်တို့ဟူးမကျော်မွေးခြင်းရင်ဒီ3ခွက်ကိုမွေးဟူးမကျော်အခွေကိုကစားခြင်းရင်ဒီ6ခွန်8 9ဆိုတဲ့စီလီယန်အခွေကိုသူကတော့အပူးပါတယ်နော်သူကခွေရမယ်အင်္ဂါမကျော်ပတ်တီးကိုကြိုက်နှစ်သက်တယ်ဆိုရင်10ပတ်တီးကိုပတ်ပါအင်္ဂါမကျော်မွေးကနန်းကိုလိုချင်ရင်10တလုံးပိုင်နဲ့ကိုကျွန်တော်တို့ဒီ Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့အဖွဲ့ဝင်လို့ရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ channel လေးကိုအခုလိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါ၍လူဝင်ဆန္ဒများပြည့်ဝကြပါစေဗျာနော်ရှုံးထားသမျှအရှုံးတွေကိုဒီပွဲမှာထိထိမိမိနဲ့ပြန်လဲရရှိပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်ရဲ့ live show အစီအစဉ်လေးကိုဒီမှာတင်ပြီးဆုံးပါပြီဗျာနော်ဒါလေးကို screenshot ရိုက်ယူသွားကြပါဗျာအားလုံးပဲ good night ပါဗျာနော်